ကဲချိန်တိုင်းထပ်မပြင်ဆင်ပေးတဲ့ဖျားရှင်နမတော်ဥစွာပုံကြီးပါစေဒီဖျားခင်ပြန်လဲပို့ဆောင်ပေးတဲ့ချိန်တိုင်းမှာဒီနေ့ဖျားခင်ကိုးကွယ်ဖို့ချီးမွမ်းဖို့ပေးကမ်းဖို့ဒီနေ့တက်တာပြန်လဲဆင်ခြင်ရတဲ့ခွင့်ကဖျားခင်ပြင်ဆင်ပေးတဲ့အတွက်ကြောင့်ဖျားခင်ကျေးဇူးတော်ကိုဥစွာပရမချီးမွမ်းပါတယ်ဒီနေ့ကတော့ကျွန်တော်ပြင်ဆင်လာတဲ့တည်နာကတော့เนาะစာလာနဲ့23ကိုကျွန်တော်တို့လမ်းပြီးတော့မှဓမ္မချမ်းစာအုပ်ထဲမှာကျွန်တော်လှမ်းဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်။ဒါနဲ့စာလာ23ကိုကျွန်တော်တို့ပြန်လဲဆင်ခြင်ဖို့ဖြစ်ပါတယ်။23မစခင်လေးမှာကျွန်တော်ခဏဆိုတောင်းရအောင်။ပေါင်းမြတ်စွာဘုရားတော်မူ၍တာရမီတို့ချစ်တော်မူသောဖျားရှင်ကိုရဲ့နာမတော်ချီးမွမ်းပါတယ်။ဖျားခင်ရဲ့ကျေးဇူးတော်အဖြစ်ဒီနေ့ပြန်လဲပြီးတော့မှမိတ္တရာပြုရတဲ့ခွင့်ကာနဲ့ဖျားခင်ပြန်လဲပြင်ဆင်ပေးတဲ့အတွက်ကြောင့်ကိုယ်နာမတော်ချီးမွမ်းတယ်လို့ဒီနေ့ကြားနာရမယ့်နှုတ်ကပတ်တော်အဖြစ်လဲအရောက်စီတိုင်းကျွန်တော်ကစပြီးတော့မှကြားနာနေတဲ့သူတူးချင်းစီတက်တာထဲ၌တီဆောက်စရာဖြစ်စေပါဒီနေ့ဝေငှတဲ့တာရဲ့တက်တာဒီနေ့ကိုရရှင်လှုပ်ဆောင်ရမယ့်မှုရမယ့်အားလုံးဖျားရှင်လက်ဝဲထဲမှာအာနာတဲ့ခါမှာသခင်ယေရှုခရစ်တော်ရဲ့နာမတော်အပြင်ဆုတောင်းစတင်ကြပါမြတ်တော်ရှပါအာမင်အဲ့တော့ကျွန်တော်တို့ဒီနေ့ဒီရာလေးကိုကျွန်တော်ဒီနေ့ဒီည Wednesday ညမှာလဲဒီစာလန်เนาะကျွန်တော်တို့လေ့လာတဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့စာလန်23ကိုကျွန်တော်တို့အနေနဲ့ဆင်ချင်ရတဲ့ຢာလေးကိုပြန်လဲပြီးတော့မျှဝေဖို့ကျွန်တော်ဒီနေ့ပြင်ဆင်ထားတာဖြစ်တယ်ကျွန်တော်တရားဆင်ချင်တာက3နှစ်လောက်ရှိပြီဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဒီပြည့်ခဲ့တဲ့3နှစ်လောက်မှာဒီညီကိုပီတာနဲ့အိမ်မှာတွားပြီးစကားပြောတယ်ဒီနေ့သူဆူတောင်းတဲ့ခါမှာသူကကျွန်တော်ပြောမှုတဲ့ຢာလေးကနေစပြီးတော့မှကျွန်တော်ပြန်လဲတောက်လျှောက်ဆင်ချင်လာတာခါတိုင်းလဲကျွန်တော်ဆင်ချင်ပါတယ်ဒါပေမဲ့အဲ့ဒီသူပြောတဲ့နေ့ကနေစပြီးတော့ပို့ပြီးတော့မှဆင်ချင်လာတဲ့အရာလေးဖြစ်တယ်သူကတော့ကျွန်တော်ဘာပြောလဲဆိုတော့ညီကိုပီတာကကျွန်တော်ကစာလ23ကိုအိလုံးမရရင်တဲ့နော်စာလ23ကိုထားဖတ်တဲ့ခါမှာအိပ်ပျော်ရတဲ့အခွင့်ရတယ်လို့ကျွန်တော်ပြောဘူးတာ။အော်အဲ့ဒီနေ့စာပြီးတော့မှသူကနော်နှုတ်ကပတ်တော်ကိုဖတ်ဆိုတဲ့ခါမှာအိလုံးမရတဲ့ခါမှာအိလုံးမရတော့တဲ့ခါမှာစာလ23ကိုဖတ်တဲ့ခါမှာကောင်းမွန်စွာအိပ်ပျော်နိုင်တယ်လို့ကျွန်တော်ပြောဘူးတယ်။ဆိုအဲ့ဒီနေ့ကစပြီးတော့ကျွန်တော်ပူပြီးတော့မှဆင်ချင်လာတယ်။ဆိုကျွန်တော်နှုတ်ကပတ်တော်ကခန္ဓာတော်ရောစိတ်တော်ရောဝိညာဉ်တော်ရောအကျိုးဖြစ်တာဖြစ်တယ်နော်ဒီနေ့ကတော့အဲ့လိုမျိုးတော့မလုံနိုင်ဘူးပေါ့နော်အဲ့လိုမျိုးကိုကျွန်တော်နှုတ်ပတ်တော်ဆင်ချင်တဲ့ခါမှာတော့မအိပ်ပျော်နေဘူးပေါ့နော်ဆိုဘုရားရဲ့နှုတ်ကပတ်တော်ကကျွန်တော်ခန္ဓာတော်ရောစိတ်တော်ရောပြီးတော့မှဝိညာဉ်တော်ရောသုံးပါးရုပ်တော်ကျိုးဖြစ်တာဖြစ်တယ်နောက်ဥမာကျွန်တော်ခန္ဓာကိုနာတဲ့ခါမှာဘုရားခင်ရဲ့နာမတော်အဖြစ်ဆုတောင်းတဲ့ခါမှာအနာရောဂါပျောက်တယ်လို့နှုတ်ကပတ်တော်ဆိုအဲ့ဒါယုံကြည်တဲ့ခါမှာပျောက်တာကလေခန္ဓာကိုယ်အတွက်ပျောက်တာစိတ်ရဲ့ငြိမ်သက်ခြင်းကိုလည်းခံစားစီတယ်ဝိညာဉ်လန်းဆန်းခြင်းကိုခံစားရစီတယ်ဒါကြောင့်ဒါဟာအဆုံးမရှိဘူးเนาะကျွန်တော်အိမ်လုံးမရတဲ့လူကိုဒီစာလာ23ဖတ်လို့အိပ်ပျော်သွားတယ်ဆိုတော့ဒါအမြတ်ပဲဘုရားရှင်နှုတ်ကပတ်တော်ကခန္ဓာစိတ်ဝိညာဉ်သုံးပိုင်းစုတော့ဖြစ်တယ်ဝိညာဉ်တစ်ခုတော့ထဲမဟုတ်ဘူးဆိုတဲ့ຢာကိုပို့ရကျွန်တော်ဆင်ခြင်တယ်အဲ့တော့စာလာ23ကိုကျွန်တော်တို့စဖရအောင်ကျွန်တော်စာလာ23တက်ကနေ6အထိကိုကျွန်တော်နေဖတ်ပြတော့ဒီနေ့ဆင်ခြင်ဖို့ဖြစ်ပါတယ်ဒီနေ့ကောင်းစဉ်ကတော့ဂျေစုတော်ခွတ်ပလားဂျေစုတော်ခွတ်ပလားဆိုတဲ့ကောင်းစဉ်ကိုကျွန်တော်ကပေးထားတာဖြစ်တယ်အဲ့တော့ဒီစာလာ23ကစာရေးဆရာကတော့တာဝိမင်းကြီးကဖြစ်ပါတယ်စာရေးဆရာတာဝိမင်းကြီးဖြစ်တယ်အဲ့တော့ဘုရားကတမန်6ရာထဲမှာယောဟန်ခန်းကြီး30ထဲမှာလေယုံကြည်သူတွေကိုတိုးအနေနဲ့ဖျားခင်ကကျွန်တော်တို့ကိုတူတီတိုးထင်းဖြစ်တဲ့သခင်ယေရှုကျွန်တော်တို့ဟာတိုးဖြစ်တယ်လို့သူကနှိုင်းစင်တာကိုတူရတယ်နော်အဲ့တော့စာလ23ပိုင်းရဲ့တင်းထောက်တော်ဘုရားကြီးငါဤတိုးထင်းဖြစ်တော်မူ၏ငါဒီဆင်းရဲမခံရစင်လန်တော်ကျဆာရာအရာ၌ငါကိုအိပ်စေတော်မူ၏တာယာတော်မြင်နာတို့လမ်းပြတော်မူ၏ငါဝိညာဉ်ကိုအားဖြစ်၍နာမတော်ဖို့လို့ငါတရားလမ်းတို့သွေးဆောင်တော်မူ၏အကယ်၍တင်းမြစ်ရိတ်လွန်မိုးတော်ချိုက်တဲ့တို့ရှောက်သွားရတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအကြောင်းမူကားကိုတော်ဒီကျွန်တော်နဲ့အတူရှိတော်မူသည်ဖြစ်၍လှန်တန်တော်နဲ့တော်ဝဲတော်ဒီကျွန်တော်ကိုချမ်းသာစေပါ၏ကျွန်တော်ရန်သူရှိမှကျွန်တော်အဖို့စပွဲကိုခင်းတော်မူ၏ကျွန်တော်ကောင်းကိုရှိနဲ့လိမ့်တော်မူ၏ကျွန်တော်ခွက်ပလားရှာလက်ရှိပါ၏အကယ်စင်စစ်ကျွန်ုပ်ဒီဂျေဇုတော်နဲ့ဂယုဏတော်ကိုတတဲလုံးခံစား၍
ထာဝရဘုရားအိမ်တော်မှာအစဉ်အမြဲနေရမယ်ပြီးတော့မှယောဟန်ခန်းကြီး30ပိုင်းငယ်7ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး30အပိုင်းငယ်7ကိုကျွန်တော်နေတဲ့ထပ်ဖတ်ချင်ပါသေးတယ်ယောဟန်ခန်းကြီး30ပိုင်းငယ်7မှာငါရီကောင်းတော်တိုးထင်းလေဖြစ်၏ကောင်းတော်တိုးထင်းဒီတိုးတော့ဖို့လုံးမှာမိမိအသက်ကိုစွန့်တတ်၏တဲ့28ကိုဖတ်ချင်တယ်ထာဝရတက်ကိုလည်းငါပြေထိုတိုးတို့ဒီပျက်စီးခြင်းနဲ့အစီမပြတ်ကင်းလွတ်ကြလိမ့်မယ်အဘေသူမြထိုတိုးတို့ကိုငါလည်းမနှုတ်မယိုရဘုရားသခင်ရဲ့လက်တော်ထဲမှာရောက်တော်တိုးဒီဘယ်သူကမှသူ့ကိုပြန်လေလူယူလို့မရဘူးဆိုတာကိုတွေ့ရတယ်။เนาะဒါကြောင့်ကယ်တင်ခြင်းဒီမရှုံနိုင်ဘူးเนาะဒါဆရာလေးဝေငါပြီးတာဖြစ်တယ်။အဲ့တော့ဒီကြည့်တဲ့မှာယေရှုကိုယ်တိုင်ကငါဒီကောင်းတော်တိုးထင်းဖြစ်တယ်။အဲ့တိုးရတဲ့အသက်ကိုလည်းပေးတော်ဖရာဖြစ်တယ်။မိမိအသက်ကိုပြီးစွန့်တော်သူဖြစ်တယ်လို့ပြောပါတယ်။အဲ့တော့ကျွန်တော်ယုံကြည်သူတွေကိုတိုးနေတဲ့တမန်ချမ်းစာတုံးတဲ့ခါမှာတိုးရဲ့သဘောတဘာဝကိုတီးဖို့လိုတယ်။နော်တိုးဆိုတာကအာမေတော်သူတိုးဆိုတာခုခံစွမ်းရှိတော်သူအမြင်ကိုနဲ့15ပေလောက်ပဲမြင်နိုင်တယ်။ဒါကြောင့်သူဒီတိုးကအမြင်ကိုလည်းအမြင်နဲ့မြင်တဲ့ခါမှာရန်တော်ဝဲမှာလာတဲ့အကောင်တွေကိုသူမမြင်နိုင်ဘူး။ဒါကြောင့်မမြင်နိုင်တဲ့ခါမှာသူပြခုခံနိုင်စွမ်းမရှိဘူး။သူမှတွားလည်းမရှိတွားရှိပေမဲ့မထက်မြက်ဘူး။ပြမဒီကောက်ရမယ့်ဟာပေါ့နော်လက်ခြေတဲလေးတဲလို့ပြောမလားတော့အဲ့ဒါလည်းသူမကောင်းဘူးခိုက်ရည်စွမ်းရည်မှာသူဟာတက်ခိုက်ရည်မှာကောင်းတဲ့အရာတော့မဟုတ်ဘူးအားနေပြီးတော့မှအကောင်တစ်ခုခုနဲ့သူအမြဲတမ်းအဆုံးရင်ဆိုင်ရပြီးတော့မှတေဖို့ကိုပဲလမ်းရှိတဲ့တိုးတွေဖြစ်တယ်ဒါပေမဲ့ဖယားကဒီလိုမျိုးနှုံချအင်အားနေတဲ့တိုးတွေနဲ့ဘာကြောင့်ယုံကြည်သူတွေကိုနိုင်စင်ရတာလေနောက်ကျွန်နိုင်ငံကိုကြည့်တဲ့အခါမှာနိုင်ငံတကာကိုကြည့်တဲ့အခါမှာအကောင်တွေကိုဒီနိုင်ငံရဲ့တစိကနေနဲ့တတ်မှတ်ကြတယ်ဥမာ USA ဆိုရင်ပါလေလင်းယုံ USA ရဲ့တစိကမှတစိကလင်းယုံဖြစ်တယ် Greek လူမျိုးတွေကတော့နော် Greek တွေပြစ်တင်တွေကတော့သူတို့ကပါယူလဲဆိုချင်းတိတ်သူတို့ရဲ့အမှတ်တစိကချင်းတိတ်ထိုင်းနိုင်ငံကပါယူလဲရှင်ယူတယ်နော်ထိုင်းနိုင်ငံကပြီးတော့မှတရုတ်ကပါယူလဲနဂါယူတယ်ကနေဒါကပါယူလဲဖြန်ယူတယ်သူ့နိုင်ငံရဲ့တစ်စကဖြန်ပဲဩစတြေးလျကပါယူလဲဩစတြေးလျကတားပိုက်ကောင်ကိုယူတာကိုသူရတယ်နော်ပြီးတော့မှရုရှားကပါယူလဲရုရှားဝတ်ဝန်ယူတယ်ရုရှားရဲ့တစ်စကဝတ်ဝန်ပဲဝတ်ဝန်ကတက်ရခိုက်ရမကောင်းဘူးဝတ်ဝန်လေးသူဒီနောက်ကလည်းပဲသူကတိုက်တယ်အခုကြည့်ယူကရိန်းနဲ့လည်းမနိုင်ဘူးနော်သူ့ရဲ့တစ်စင်ပါလေရှင်နဲ့ဘာလို့စစ်ဖြစ်တာရပြအခုမနိုင်သေးဘူးအခုမနိုင်သေးဘူးသူဒီနောက်ကိုပဲလှမ်းတဲ့ကမတက်ရင်မကောင်းဘူးအကောင်းကရှင်တိတ်ကောင်းတယ်လေးယုံကတက်အီမတက်ကောင်းတယ်လေးယုံကမျက်စိကအရန်ကိုကောင်းတာပြီးတော့မှတောင်ပြောင်ကိုလေးဟုံကိုလည်းသူ့အတွက်စိန်ခေါ်နိုင်တယ်အဲ့ဒါတွေအမေရိကန်ဖြစ်တယ်လေးယုံရဲ့မျက်စိကဟိုးမှခြုံကြားထဲမှာထွက်နေတဲ့ကြော့တကောင်ပေါ်လာတာသူတွေ့နိုင်တယ်ဟိုးဝေးရင်အဝေးကြီးကသူမြင်နိုင်တယ်လင်းယုံမျက်စိဒါကြောင့်နာမည်ကြည့်တယ်မျက်စိထဲမှာလင်းယုံရဲ့မျက်စိနာမည်ဒါကြောင့်အမေရိကန်ဒီနေရာကမှာတွေ့တော့သူဖြစ်တယ်ထောက်လိုင်းမှာအမေရိကန်ကြည့်အမေရိကန်မှာထောက်လိုင်းမြည်တယ်လို့မရှိဘူးပြီးတော့မှကြည့်တဲ့ကမှာအမေရိကန်ကနေရာကသူတွေ့တယ်လင်းယုံဒီအကောင်ကိုယူတဲ့ကမှာဘယ်တော့မှသူကအဆုံးမခံဘူးသူ့ရဲ့ဘာခေါ်လဲသူလုံရမယ့်ယူကိုသူလုံရမယ့်အကွက်လို့ပြောမလားသူကွက်တဲ့လှုပ်ချက်ကိုအလကားနဲ့သူကဖြုံးမခံဘူးကိုဘီဆိုချီးဆိုအမိကိုရတဲ့သူဖြစ်တယ်အမေရိကန်မှာလည်းခိုက်ရတိုက်ရေးထဲမှာတူလီတော်တယ်နော်အဲ့ဒါဒီသူတို့ရဲ့အရာဖြစ်ပြီးတော့မှတရုတ်ကပါရွယ်ပဲတရုတ်ကနဂါမွေပဲတကယ်တော့သူကနဂါမဟုတ်သူမွေကဘယ်လိုသူ့ရဲ့ပြူဟာဘယ်လိုတုံးလဲမွေဒီတွားပြီးတော့မှတခါတည်းမပေါက်ဘူးသူရန်သူတွေ့တွားတယ်လင်းပြီးတော့ကောင်းလို့ကြည့်လင်းပြီးတားလို့နောက်ဆုံးမှရပြီဆိုရင်တခါတည်းကိုသူလှုပ်တာပါပီသူအားရှိပြီးဒီအကောင်နိုင်လို့ရပြီဆိုရင်တော့တခါတည်းပါပီတော့မှချီတာတရုတ်နိုင်ငံကအဲ့ဒီပြူဟာတုံးတယ်သူများပိုင်ဆိုင်ချေမရတော့ဘူးဆိုရင်ပတ်တယ်များမရတော့ဘူးဆိုရင်ဗာလဲအေးဒါလှုပ်တာဒါတရုတ်ရဲ့
ပြူဟာပေါ့နော်အမေရိကန်ရဲ့ပြူဟာဒါကြောင့်အခုဒီကျွန်တော်တို့ရုရှားလက်ကြီးတော့အင်အားမကောင်းဘူးနော်ဝက်ဝံကကြီးတယ်မှာတော့တိုက်ရမှာမကောင်းဘူးမတော်ဘူးဒါကျွန်တော်တို့သူ့ရဲ့ကြည့်တဲ့အခါမှာအဲ့လိုမျိုးတွေပေါ့နော်သူတို့ရဲ့ထူးဆန်းတဲ့ဟာလေးလေကျွန်တော်လေ့လာတဲ့အခါမှာသူတို့ရဲ့ပုံဆောင်ချက်ကလေးတွေကရှိတယ်နော်ဒါပေမဲ့လေးရောကပြေးမဲ့မျက်စိရန်ကောင်းတယ်အမေရိကန်လည်းနေရာကမြင်နိုင်တယ်နေရာကတိတယ်သူကအမြဲတမ်းလှုပ်ပြီးဆိုတာလှုပ်တယ်နော်အဲ့လိုမျိုးဖြစ်တယ်ဒါမဲ့အဲ့လိုမျိုးဖြစ်တဲ့ကြားထဲမှာတော့ကဘယ်သူကမှမထားဘူးတိုးစိတ်ဆိုတာဘာဖြစ်လို့လဲတို့ကခိုက်ရင်မှညတ်တော့ရပဲပြီးတော့မှအေးဒီကမှအားကစားဒီမှလည်းဘယ်လို joy young ဒီထားတယ်ချင်းတေးဒီအားကစားရဲ့တစ်စိတ်အနေနဲ့တားတယ်တိုးတစ်စိတ်ကိုဘယ်သူမှမထားဘူးဒါမဲ့တိုးကိုသခင်ယေရှုကဘာဖြစ်လို့ကျွန်တော်တို့ကိုဒီလောက်အင်အားနဲ့ချိနေနေတဲ့တိုးဖြစ်ရတာမဖြစ်ချင်ဘူးကျွန်တော်မှာနော်အားမမရှိပဲဒါမဲ့ဖယားကကျွန်တော်တို့ကိုတိုးအနေနဲ့ပုံဆောင်ချက်ပေးတာဒီနှုံချတဲ့တိုးဖြစ်ခြင်းဒီအင်မတန်မှကျိုးအတွက်များစွာသောတင်ခန်းစရာယူလာရှိတယ်ဆိုတဲ့အရာကိုဒီနေ့ဆင့်ကျင်ဖို့ဖြစ်ပါတယ်အဲ့တော့ဆာလမ73မှာထာဝရဘုရားရဲ့ငါ့တိုးထင်းဖြစ်တော်မူ၏ဒီနေရာမှာထာဝရဘုရားဆိုတဲ့စကားလုံးဒီမှာထာဝရဘုရားဆိုတဲ့စကားလုံးကိုမူရင်းထဲမှာတုံးတဲ့အရာကတော့ထာဝရဘုရားကယာဝေဆိုတဲ့စကားလုံးကိုသူတုံးပါတယ်အဲ့ဒီယာဝေဆိုတဲ့တိတ်ပဲကတော့အရာအလုံးကိုပြည့်စုံသောဘုရားဖြစ်ခြင်းအဲ့ဒါကိုဘယ်မှာတွားတုံးလဲဆိုတော့ထွန်းမြောက်ရာခန်းကြီးတုံးမှာပိုင်နဲ့ဆက်လေးမှာဆိုရင်တော့ငါဖြစ်တဲ့တိုင်းငါဖြစ်သည်ဆိုတဲ့စကားလုံးဒီယာဝေဖြစ်တယ်ယာဝေဒီအမီယကိုကင်းတော်သူဖြစ်တယ်သူဟာနဲ့သူယက်တည်နိုင်တော်သူဖြစ်တယ်အဲ့လိုမျိုးပါမမလို့အတော်အရာမျိုးကိုယာဝေဆိုဘုရားရဲ့နာမတော်အများကြီးထက်ကယာဝေဆိုချင်းဒီသူပါသူဟာသူယက်တည်နိုင်တော်ရာလိုအပ်ချက်မရှိတော့သူအမီယကိုမလို့တော့သူအဲ့လိုမျိုးကိုယာဝေလို့သူတုံးထားတယ်အဲ့ဒီဖယားဟာငါဤတိုးထင်းဖြစ်တော်မူ၏ဒီနေရာမှာပါတာပြန်တဲ့အခါမှာနည်းနည်းလေးကျွန်တော်တို့အနေနဲ့ငါဤတိုးထင်းဖယားငါဤတိုးထင်းဖြစ်တယ်ဒီယာဝေဟာအရာအလုံးပြည့်စုံတော့ဖယားအမိကိုကင်းတော့ဖယားဘယ်သူရအလူအကူညီမမလို့တော့ဖယားလူသားတွေအရာအလုံးဟာအကူညီလိုတာပဲเนาะဥမာကျွန်တော်ချင်းပေါ်ရောက်တော့မှစိုက်ကြည့်လိုက်ရေလောင်းကြည့်နေအောင်မရရင်သူတည်တာပဲသူနေအောင်လိုအပ်တယ်လူကိုလည်းကြည့်လိုက်အောက်ဆီဂျင်6မိနစ်လောက်မပေးရင်တည်တာပဲလူဘယ်လောက်ပဲစီးပင်ဖြစ်ပြီးအောက်ဆီဂျင်မပေးဘူးဆိုတည်တာပဲလူဟာအမီကိုတခုခုအမီကိုလိုအပ်တော့ရဒါကြောင့်ဖယားဒီပါအမီကိုမှမလိုဘူးသူ့မှာလိုအပ်တယ်ဆိုတာလုံးဝမရှိဘူးအဲ့ဒါမျိုးကိုယာဝေလို့ပြောတယ်ဒါဝိဒ်ကလည်းအဲ့လိုမျိုးပြည့်ပြည့်စုံတော့ဖယားဒီငါဤတိုးထင်းလို့ပြောတာဖြစ်တယ်ငါဤဒီတိုးထင်းလို့ပြောတဲ့အခါမှာတီချမ်းစကားအရာဆိုတော့နားလေပါတယ်တီချမ်းစကားကဖယားဟာငါရဲ့တိုးကိုထင်းပေးတဲ့အထင်းတယ်လူတို့ဖြစ်နေတာဒီစာလံကိုတိုက်ရိုက်ကြည့်တဲ့အခါမှာလေငါရဲ့တိုးကိုထင်းတယ်လူငါတရိစံကိုဖယားကငါ့ကိုထင်းပေးတယ်ဆိုတဲ့ပုံစံဖြစ်သွားတယ်ဒါပေမဲ့အဲ့လိုမျိုးတော်တော်နားလေအောင်ဖတ်ရမယ်ဆိုထာဝရဘုရားကြီးငါ့ကိုဆောင်ထင်းတဲ့ဖယားဖြစ်တယ်လို့ပြောချင်တာပဲပြီးတော့မှပြီးတယ်ငါဤဆိုတဲ့စကားလုံးငါဤဆိုတဲ့စကားလုံးဒီပိုင်ဆိုင်မှုကိုပြတော့ဖယားပြတော့ပုဂ္ဂိုလ်ဖြစ်တယ်ပြတော့စကားလုံးကိုသူတုံးတာပိုင်ဆိုင်မှုဖြစ်တယ်ငါရဲ့ဖုန်းလို့ပြောတာကျွန်တော်အပိုင်လို့ပြောတာပဲအဲ့ဒီဖယားဝါရအားလုံးကိုတတ်တဲ့ယာဝေဒီတာဝိကငါရဲ့ဖယားလို့ပြောတယ်ငါတို့ဤဖယားလို့သူမပြောဘူးငါကိုထင်းချောင်းပြီးတော့ဖယားလို့သူပြောတာဖြစ်တယ်ဘာဖြစ်လို့အဲ့လိုမျိုးပြောရတာလဲဆိုဖယားတကင်ရပြည့်ပြည့်စုံတော့ဖယားဖြစ်တဲ့ကြောင့်ငါကိုပိုင်ဆိုင်တော့ဖြစ်တယ်ငါကိုထင်းပြီးတော့ဖယားဖြစ်တယ်လို့သူဟာနဲ့သူကဖယားသူ့ရဲ့ဖယားငါတို့ဆိုတဲ့စကားလုံးပုဂ္ဂိုလ်ရေးရှာတဲ့ကျွန်တော်ရဲ့ဖယားဆိုတဲ့အနေဖြစ်သူဝန်ခန္ဓာဖြစ်တယ်ငါဒီစင်းရဲမခံရလို့ပြောတယ်ဒီမှာစင်းရဲဆိုတဲ့စကားလုံးကငါဒီစင်းရဲမခံရလို့ပြောတဲ့ကမှာအဲ့တော့ဘုရားသားသမီးတွေဆိုတာကမစင်းရဲရဘူးအကောင့်ချမ်းသာရမယ်ချမ်းသာရမယ်ဘုရားသားမစင်းရဲရဘူးဆိုတဲ့စကားလုံးကဒီမှာတုံးတဲ့စင်းရဲဆိုတဲ့စကားလုံးကအဲ့လိုမျိုးအတိတ်ပဲမပေါ်စီဘူးအဲ့ဒီအတိတ်ပဲကပါလေဆိုငါကတဲ့လိုအပ်မှုမရှိရလို့ပြောရမှာဖြစ်ပါတယ်ငါဒီလိုအပ်မှုမရှိတော့သူ
တူဖြစ်တယ်လို့ပြောဖို့ဖြစ်တယ်ငါတွေဆင်းရဲမခံဘာဖြစ်လို့ဆင်းရဲမခံရတာလဲဖယားတခင်ကသူ့အတူရှိတဲ့ကြောင့်ဖယားတခင်ကသူ့ရဲ့ဖယားအားလုံးပြည့်စုံတဲ့ဖယားရှိမှတော့တာဝိတော့ဘာမှမလိုတော့ဘူးတော့တကြောင်တချင်းရှိတယ်ယေရှုရှိရင်ဘာမှထပ်မလို့တော့ပါဆိုတဲ့ချင်းနဲ့ကျွန်တော် online မှာဒီကကြပြီးတော့လောက်တာကျွန်တော်တွေ့ရဘူးတယ်နော်အဲ့လိုမျိုးတစ်ချင်းဖယားရှိရင်သူဟာဘာမှငါဒီဆင်းရဲမခံရလို့ပြောတာဒီငါဒီလိုအပ်မှုမရှိရလို့ပါတာပြန်ဖို့လိုတယ်အဲ့လိုမျိုးမှအမှန်တော့အဲ့လိုမျိုးနားလည်ဖို့လိုတယ်နော်ငါဒီဆင်းရဲမခံရလို့ပြောတာဖြစ်တာဝိကဘာဖြစ်ဆင်းရဲမခံဖို့ဒုက္ခမခံရဘူးပြောတာလဲဆိုရင်တော့အဲ့လိုဖယားရှိတဲ့ကမှာသူ့ကိုကူညီနိုင်တော့ဖယားဖြစ်တယ်သူ့ကိုမဆားနိုင်တော့အရာအလုံးကိုပိုင်တဥဆိုတော့သူ့ရဲ့ဖယားဖြစ်တဲ့ခါမှာသူ့ကိုအားကိုးတဲ့ခါမှာဖယားကရအားလုံးဖြည့်ဆင်းပေးမယ်လို့ပြောတာဒါပေမဲ့ကျွန်တော်တို့ကတော့အဲ့လိုမျိုးဝန်ခံဖို့နဲ့ကျွန်တော်တို့ကတော့ထားတဲ့ငါ့တိုးထင်းဖြစ်တယ်လို့တော့ကျွန်တော်ပြောပါတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးကျွန်တော်အနေနဲ့ဝန်ခံမှုရှိပုဂ္ဂိုလ်ရေးဆန်တော့မဝန်ခံဘူးကျွန်တော်အနေနဲ့တော့ကျွန်တော်တို့ကတော့ဟိုလူတများကိုပြဿနာကြီးကြုံတာဒုက္ခကြီးကြုံတဲ့ကမှာနောက်ဆုံးမှဖြည့်ဆင်းလို့မရတော့တဲ့အခါမှာပဲဖယားလာတာအစမှမအားကိုဘူးနောက်ဆုံးမှဖြည့်ဆင်းလို့မရတော့ဘူးမရတော့ဘူးခုတော့လူအနေနဲ့တော့မတေချာတော့ဘူးဆရာဝန်နဲ့လည်းပြောမရတော့ဘူးဆိုတဲ့အခါမှာပဲဖယားကိုထောက်တော့ဖယားကြီးငါဤတိုးထင်းအနေနဲ့ရောက်လာတာဖြစ်တယ်အစကလေးကအဲ့ဒီလိုမျိုးဖြစ်နေဖို့လိုတယ်တာဝိကတော့ဖယားကိုတည်တယ်မှာဖယားကိုပဲအားကိုပြီးတော့မှဖယားမှလည်းကြံတဲ့နေရာမှာမရှိဘူးဖယားတည်တာလေငါဖယားဖြစ်ငါကိုကယ်တင်တော်သူဟာဒီဖယားပဲယာဝေပဲပြည့်စုံတော့ဖယားဖြစ်တယ်လို့သူတဘောပေါက်တဲ့အခါမှာအဲ့ဒီလိုမျိုးအနေနဲ့နိုင်ဖယားဆိုပြီးတော့မှတခြားအရာမရွေးပဲနဲ့ဒီဖယားကိုသူကရွေးချယ်တာတွေ့ရတယ်ကျွတ်ရဲ့တက်တာထဲမှာကတော့အဲ့ဒီလိုမျိုးကျွန်တော်အနေနဲ့ဖယားကိုအပေါ်ရာနဲ့ကျွန်တော်လုပ်ပြီးတော့ကျွန်တော်တို့ငွေရှိပြီးတော့မှငွေရှိပြီးတော့ငွေအကောင်းလို့ပေါ်တဲ့ငွေအများကြီးကျွတ်ထဲမှာရှိရင်ဖယားကငါ့ထောက်ဖယားလို့ပြောလာမပြောဘူးငွေပဲအားကိုးမှာနော်ငွေတက်နေအိမ်နဲ့မီလီယံနာပါညာဖြစ်နေတဲ့ငွေကိုပဲအားကိုးပဲဖယားကိုအားကိုးမှာမဟုတ်ဘူးဆိုတော့အဲ့တော့ကျွန်တော်တို့ကတော့လုံးဝမရတော့တဲ့အခါမှာနောက်ဆုံးအကြံကုန်တော့မှပဲထောက်တာဖယားပဲအားကိုးစရာရှိတော့လေဆိုတဲ့အတွင်းလုံးသားထက်ကချီမွန်တန်ဒီထွက်လာတာကိုတွေ့ရတာဖြစ်တယ်ငါရီစင်းရဲမခံရတဲ့အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီလိုမျိုးဝန်ခံနိုင်ဖို့ကတိုးဖြစ်ဖို့လိုတယ်မိမိကိုယ်ကိုတိုးအနေနဲ့ခံယူဖို့လိုတယ်တိုးကပါလေဇွန်အားမရှိဘူးခိုင်ရမရှိဘူးအကောင်နဲ့တွေးပြီးဆိုရင်တိုးရဲ့အသက်အန္တရာယ်ကတွားပြီပြီးတော့မှတိုးကလမ်းပြောက်တဲ့ဆိုရင်တော့မှပြန်မလာတတ်ဘူးအဝေးကိုလာတဲ့ဝန်ဘရီလာတဲ့အခါမှာသူကပြန်ခုခံတော့သူ့မှမရှိဘူးတိုးကအလိုအစိတ်နှလုံးမကျွေးမဲ့အားကိုးတာကတိုးထင်းကိုပဲအားကိုးရတာတာဝိဟာသူ့ဟာနဲ့သူဘာမှမတတ်နိုင်ကြောင်းအန်ဒရေချာရဲမှာသူရှိကြောင်းရှောလူရဲ့ရန်ထဲကနေတော်လုံးရှင်းခံရပဲအချိန်လေးမှာတွားနေတဲ့အတွေ့အကြုံတွေကိုစဉ်းစားလို့လည်းဖြစ်နိုင်တယ်တာဝိကတော့ဖယားတခင်ပဲလူတယ်နော်သူဒီဘာမှခုခံနိုင်စွာမရှိတော့သူဖြစ်ကြောင်းကိုသူတိကျလေးလေးနဲ့စဉ်းစားတယ်ကမှာဖယားဒီငါထောက်တော့ဖယားငါဤတူထင်းငါကိုထင်းကြောင်းတော့ဖယားဖြစ်တယ်ငါကမစင်ရရဘူးငါကလိုအပ်မှုမရှိရဘူးရေလိုအပ်လာဖယားကပြင်ဆင်ပေးမယ်အစားတော့လိုအပ်လာအစားတော့ပြင်ဆင်ပေးမယ်ရန်သူထဲကလည်းလိုအပ်လာကာကွယ်ပေးမယ်လို့သူနားလေငါရဲ့ဖယားဖြစ်တယ်လို့စိန်လန်တော်ချက်စားရအရာ၌ငါကိုအိတ်စီတော်မူ၏တို့ထင်းရဲ့တာဝန်ကတော့စိန်လန်တော်ချက်တိုးရအတွက်ကောင်းတဲ့အစာစားရမယ့်နေရာတွေရေရှိတဲ့နေရာမှာပို့ဆောင်ပေးတယ်လို့ပဲဖယားသခင်ကလည်းတာဝိရဲ့အသက်တာထဲမှာကောင်းသောနေရာစိန်လန်သောနေရာလုံခြုံသောနေရာမှာပို့ဆောင်တယ်တာယာတော်မြင်နာတို့လမ်းပြတယ်တကယ်တော့ဒီဟာကတင်စားတာပဲအဲ့တော့အရှိလေပိုင်းမှာဒီတာဝိရေးတဲ့နေရာကန်တာရမှာတကယ်မြင့်မရှိပါဘူးတာယာတော်မြင်နာမှာမခေါ်ဘူးပါဘူးဒါပေမဲ့တာယာတော်မြင့်နာဆိုတဲ့တိတ်ပဲကြော်ဝါနေတော့နေရာလုံခြုံတော့နေရာအမတာမစချက်ကောင်းနေတဲ့နေရာမှာကောင်းမွန်တော့နေရာပြည့်စုံတော့နေရာမှာခေါ်တယ်လို့ပြောချင်တဲ့တိတ်ပဲတကယ်တော့တို့တွေဟာပင်လေကိုခေါ်ချင်းတခါမှမခံရဘူးတဲ့သူတွေဖြစ်တယ်ဒီဆာလန်ကလင်္ကာဖြစ်တဲ့ကမှာအလင်္ကာနဲ့သူပြောတာဖြစ်တယ်
ခင်ယေရှုကကျွန်တော်တို့ဖြည့်ဆည်းပေးဖို့ပြောတဲ့အခါမှာကျွန်တော်တို့မှာလိုအပ်ဖို့မရှိဘူးအရာအလုံးကိုဖြည့်ဆည်းပေးနိုင်တယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့လောဘရဲ့တောင်းဆိုမှုလိုအပ်ချက်ကိုဖြည့်ဆည်းပေးတော့ဖယားတော့မဟုတ်ဘူးလိုအပ်တာကိုဖြည့်ဆည်းပေးတော့ဖယားကျွန်တော်တို့အတွက်မရှိမဖြစ်တော့အရာကိုဖြည့်ဆည်းပေးတော့ဖယားဖြစ်တယ်ကျွန်တော်တို့လောဘလွန်ကျူးပဲတုံးဆောင်ဖို့လောဘရဲ့လွန်ကျူးခြင်းဒီအထိအတော်မတတ်နိုင်တဲ့စန္ဒကိုဖြည့်ဆည်းပေးတော့ဖယားမဟုတ်ပဲနဲ့လိုအပ်တာကိုကွက်တိပေးတော့ဖယားဖြစ်တယ်နော်အဲ့ဒါကျွန်တော်တီးဖို့လိုတယ်နော်ဘုရားခင်ကသူကငါစင်လန်တော့ချစ်တယ်ငါ့ကိုအိတ်စေတယ်တဲ့နော်ဘုရားခင်ကသူ့တာဝိကိုကောင်းမွန်စွာနဲ့အိတ်ကြော်ရတယ်အခွင့်ကိုဘုရားခင်ကသူ့ကိုပေးတယ်အဲ့ဒါကိုနော်ဆာလံ130တက်မှာဒီလိုပြောပါတယ်စင်ဘုရားခင်ကအိတ်ကြော်ရတဲ့အခွင့်ကိုတာဝိကိုပေးသူ့မကြီးမြတ်တဲ့ရန်သူကြားထဲမှာဘယ်လောက်ပဲတော်တော်ကြီးမြတ်တဲ့သူလုံခြုံတဲ့ဘုရားကစောင်းလာတော့ရန်သူကြားထဲမှာသူအေးဆေးဆေးအိမ်နိုင်တယ်ကျွန်တော်တို့လည်းအကျွေးတွေအများကြီးပေးစရာရှိတယ်ဒါပေမဲ့ပေးစရာအများကြီးပေးတဲ့တခါလဲပြီးနေလာတယ်ဒါပေမဲ့ boss ကကျွန်တော်တန်းချီတဲ့ထွိုးကလာပြီးတော့မှဘာမှကျွန်တော်နိုင်တာလိုက်သွားလိုက်ခင်ဗျာပင်ပြဘာပင်ပြအေးကျွန်တော်တခါတည်းလိုက်သွားလိုက်ထိုက်လီကိုလုံးမနေနဲ့ကျွန်တော်နောက်တာလိုက်သွားလဲကျွန်တော်ပိုက်ဆံပေးလိုက်မယ်အင်ပီနေဘာပီနေစီမစင်းစားတယ်ကျွန်တော်နိုင်တော့နောက်တာလိုက်သွားလဲဆိုလိုက်မလားလိုက်မယ်အဲ့ဒါကောင်းအိလို့ရတယ်ဘာဖြစ်လို့လဲကျွန်တော်တန်းနိုင်တော့ဖရားကျွန်တော်တန်းနိုင်တော့ boss ကချမ်းသာတော့ boss နဲ့တီးပြီးရင်းနေတဲ့ကမှာသူကပေးမယ်လို့ကတိတော့ရှိတဲ့ကမှာအဲ့ဒီပီလီလာခရုစိတ်မှမဟုတ်ဘူးသူတက်ကတော့တုံးလေးငါးထောင်တော့တခါတည်းဆူထဲတို့ထဲမှာအဲ့လိုမျိုးတန်းကြော်တဲ့ထေးကြီးတွေကအဲ့လိုမျိုးများကျကတိပေးတယ်ဆိုရင်ကျွန်တော်တို့ကတော့အေးဆေးနော်စကားတော့များမှာမဟုတ်ဘူးသူနောက်တာလိုက်အစီအဲ့ဒီတိုင်းပဲဖယားတခင်ကကျွန်တော်တို့ကိုအဲ့လိုမျိုးတောင်းအဲ့လိုမျိုးယုံကြည်တဲ့လူစိတ်ချထောက်တဲ့ပြိုင်ငါ့တိုးထင်းအနေနဲ့ခံယူတဲ့လူဖယားတခင်တားလေအလိုအားဆုံးဖယားတခင်တားလေကျွန်တော်ရဲ့တခင်ဖြစ်တဲ့အရာအလုံးဖြစ်တယ်လို့ပါစမ်းနဲ့မဟုတ်ဘဲနဲ့နှလုံးသားနဲ့ဝန်ခံတဲ့လူတွေတော့ဖြစ်တယ်အဲ့တော့တုံးလာချိုးပြောကြည့်တဲ့ခါမှာတရားနဲ့စတဲ့ပိုင်းရဲ့တုံးမှာတီနိချေကိုချော်စေချီအခွန်ပေးတော်မမူတင်းကိုဆောင်တော်သူဒီအိတ်တော်မမူတဲ့နော်အကယ်စင်စစ်ဤဒီလာမျိုးကိုဆောင်တော်မူတော်သူဒီငိုင်မြင်းအိတ်ပျော်ခြင်းရှိတော်မမူတဲ့ထာဝရဘုရားကပါလေအိတ်ပျော်ရတဲ့ခွက်ပေးတာဘုရားကဆောင်မှာတော့ရန်သူရီရဘယ်လောက်ပဲစီတာဝိရဲ့တက်တာထဲမှာဖယားသူရှိမှတော့ရန်သူကြားထဲမှာလည်းသူအိလို့ရတယ်အဲ့ဒါပဲမှတွေ့တယ်တမန်တော်ထဲမှာပေတရုကရန်သူကြားထဲမှာလက်ထစ်ခံတဲ့ကမှာယာကုပ်တို့ဖမ်းတဲ့တေးတဲ့ကမှာတာဝိကမဟုတ်ဘူးပေတရုကလက်ထစ်ခံတဲ့အခါမှာထောင်ထဲမှာအိတ်တယ်တာနဲ့ချိတဲ့ကမှာအိတ်တယ်ကောင်းကင်တမန်တော်မှာသူ့ကိုနိုးရတဲ့အရှင်းရှိတယ်အဲ့ဒါဒီရန်သူကြားထဲမှာအိပ်ပျော်ရတဲ့ခွန်ဖယားပြီးတာဘာဖြစ်လို့လဲသူဒီဖယားကိုအာကိုတောင်ကြောင့်ဖြစ်တယ်နော်ဒါဝိကအဲ့လိုမျိုးဖယားကိုတန်နိုင်ကြောင့်ဖယားတကယ်ရာအလုံးစိုးစားနိုင်ကြောင်းသူ့အောင်မှာရာအလုံးရှိကြောင်းသူတည်တဲ့အခါမှာအိပ်ပျော်ရတဲ့ခွန်ကိုသူရစိမ့်လန်းတော့ကျက်စားရနိုင်တာယာတော့မြင်တော့လမ်းပြတယ်အင်မတမတာယာပဲကောင်းမွန်တဲ့နေရာမှာဖယားတကယ်ကပို့ဆောင်ပေးတယ်လမ်းပြတယ်ငါဝိညာဉ်ကိုအားဖြစ်၍လို့ပြောတယ်ဝိညာဉ်ကိုအားဖြစ်ပေးတယ်သူတို့ကျွန်တော်ရဲ့အသက်တာလည်းနှုတ်ကပတ်တော်အဖြစ်ဝိညာဉ်အားဖြစ်ဖို့လိုတယ်ကျွန်တော်အခုဒီမှာလဲဖုန်းလေတပါလုံးချားမလုပ်ဘဲနဲ့ဖုန်းစကားပြောလို့ရှိလားမရှိဘူးနော်ဖုန်းချတယ်တပါကပဲတဲ့ချိုးတဲ့ပက်တီကုန်းနဲ့ပြောချင်တာဟိုမှာပက်တီ join နဲ့လည်းတချို့ပြောတယ်ဟိုမှာပက်တီတော့နီးတာတချို့ကပြောတာရှင်ညာပက်တီတေးတာတော့မတီးဘူးဟိုမှာသူ့အတက်ထက်ပြောနေတာဆိုအဲ့လိုမျိုးဖြစ်တယ်ကျိုးရဲ့တက်တာနဲ့မပက်တီလို့ကျိုးရဲ့ပက်တီတွင်းရတယ်လို့ဝိညာဉ်ကိုအားပြီးဖို့နှုတ်ကပတ်တော်အားပြီးကျိုးရဲ့နှုတ်ကပတ်တော်ခံယူပြီးလို့ပို့လို့တယ်ကျွန်တော်ကတော့နော်ကျွန်တော်ဖုန်းကတော့မနဲ့တရက်မှာတစ်ခါတော့အနည်းဆုံးတင်ကြတယ်ကျွန်တော်လူကျွန်တော်ဝိညာဉ်ကိုတစ်ခါမှချချင်မလို့တောင်းပြီးဆုံးဖြတ်ချက်တွေအမှားမှယွန်းဖြစ်ပြီးပေါ့
ဆိုတချို့ဆိုရင်အဲ့ဒီကန်အနေတားကြသွားတာနော်အဲ့လိုမျိုးပက်ထီမသွင်းပဲနဲ့တုံတော့လားဘာမှတုံစားလို့မရဘူးပက်ထီပဲကောင်းကြီးဆိုတော့ကျွေးရတဲ့တာတွေမှာလဲပက်ထီအားသွင်းရလို့ကျွေးဝိညာဉ်ကိုနှုတ်ကပတ်တော်အားဖြစ်ဖို့လိုတယ်အဲ့ဒါကိုဆာလံတရားတဲ့ဆာလံတရား9ထဲမှာ119ပိုင်းငယ်9ထဲမှာနှုတ်ကပတ်တော်ဒီကျွန်တော်ခြေစင်မှာမိခွက်ဖြစ်ရွက်ကျွန်တော်လိုင်းကြီးကိုလင်းစေပါ၏ကျွန်တော်ဘဝနဲ့ရစီတိုင်းဆုံးဖြတ်ရမယ့်အရာကိုနှုတ်ကပတ်တော်အားဖြစ်တည်တဲ့အတိုင်းကျွန်တော်လိုက်ဆောင်နာခံပါပဲကျွန်တော်အသက်တာမှန်ကန်တော်လမ်းကိုရောက်မှာဖြစ်တယ်ဝိညာဉ်ကိုအားဖြင့်နှုတ်ကပတ်တော်ကိုဖတ်ရှုလိမ့်လာတဲ့ကမှာဝိညာဉ်တော်ဖွင့်ပြခြင်းခံတဲ့ကမှာဝမ်းမြောက်ခြင်းမခံစားရဘူးလားခံစားရတယ်အတွင်းထဲမှာငြိမ်သက်ခြင်းခံစားရတယ်ဒါကြောင့်ငါဝိညာဉ်ကိုအားဖြင့်နာမတော်အဖို့လို့ငါတရားလမ်းတို့တွေးဆောင်တော်မူ၏ဘုရားရှင်နှုတ်ကပတ်တော်ဆင်ခြင်နှုတ်ဆက်ကပါဘုရားရဲ့လူတော်တဲ့အသက်ရှင်ခြင်းနဲ့လမ်းကတပွားပွားဖြစ်လာတယ်မိမိရဲ့ကိုယ်ကြက်ကွမ်းမှုပေါ်မှာစိတ်မကောင်းဖြစ်လာတယ်ကိုအားမလို့အားမရဖြစ်လာတယ်အဲ့ဒီလိုမျိုးဘုရားခင်ရဲ့ငါဝိညာဉ်ကိုအားဖြစ်လာတဲ့အခါမှာဘုရားနာမတော်ဖို့လို့ငါဆိုတဲ့ຢာကဘုရားရဲ့ဘုန်းတော်ထင်ရှားဖို့ဘုရားတခင်အပေါ်မှာပြတ်ကွက်တဲ့အရာတွေအပေါ်မှာစိတ်မကောင်းဖြစ်လာတယ်ကိုအားမလို့အားမရဖက်ကိုဘုရားတခင်ဖက်ကိုတာ၍တူလာတဲ့အသက်တာထိနှုတ်ကပတ်တော်ကခွန်အားပေးတာကိုပြောတာဖြစ်တယ်တာဝိရဲ့အသက်တာတွေဘုရားကိုစာလံ119ထဲမှာဆိုကျွန်တော်ကတဲ့ဘုရားကိုချီးမွမ်းဖို့မနဲ့နန်းနဲ့ကင်းစောထားပြီးတော့ဖခင်ရဲ့မျက်နှာကိုရှာပြီးတော့မှဖခင်ကိုချီးမွမ်းတယ်တရက်မှ9ကြိမ်ချီးမွမ်းတယ်မိုးမလီမီတွားလေးရှိတယ်နော်တချို့သခင်ယေရှုလည်းမိုးမလီမီမနန်းနဲ့စောတွားပြီးတော့မှတော်ပေါ်မြင်းနာဆူတောင်းလေးရှိတဲ့ຢာကိုတွေ့ရတာဖြစ်တယ်ဒါကြောင့်တရားလမ်းတို့တွေးဆောင်တယ်ကျွေးအသက်တာတွေနှုတ်ကပတ်တော်အားဖြစ်လာတဲ့အခါမှာနှုတ်ကပတ်တော်ဆင်ခြင်လာတဲ့အခါမှာကျွေးအသက်တာတွေကပို့ပြီးတော့လမ်းဆန်းလာတယ်ဖခင်ရဲ့အလိုတော်ကိုတွားခြင်းနဲ့နှလုံးသားတွေရှိလာတယ်အဲ့တော့တချို့ကရန်သူများကပါလဲတချို့တိုးတွေကတော့ရှောက်ပြေးတာဗောတိုးတွေကတော့တချို့တိုးတွေကတွားတဲ့ကမှာတိုးထင်းကဘာလုပ်လိုက်လဲတိုးထင်းကအဲ့ဒီတိုးတော့စကားနာမထောင်တဲ့တိုးဆိုပြီးတော့မှတိုးတွေခြေထောက်ကိုချိုးပလိုက်တယ်အဲ့ဒီတိုးဟာအဲ့လိုမျိုးချိုးချင်းဟာနာကျင်စေရွေးမဟုတ်ဘူးဘာလဲမလိမ်မာလို့ပေါ့မလိမ်မာတဲ့အခါမှာချိုးလိုက်တဲ့အခါမှာအဝဲကိုမပြေးနိုင်ဘူးသူ့ရဲ့မတန်းနိုင်ကြောင်းကိုတိုးကတီးတယ်ငါတခြားနေရာမှာတွန်းရန်သူလိုက်ငါတေးမယ်သူတီးတယ်တဲ့အခါမှာနောက်ဆုံးမှပင်မှာပဲနေတယ်လေဆိုအဲ့ဒီလိုမျိုးတိုးထင်းရဲ့အနာမှာပဲသူ့ရဲ့ပြူစုချင်းကိုခံဖို့နဲ့သူ့ရဲ့ကြွယ်ကာပေးမှုကိုပို့လို့တောင်းတလာတယ်အဲ့ဒီလိုမျိုးတခါတခါဖယားခင်ကျတို့ရဲ့ခက်ခဲတဲ့ຢာမလိမ်မာတဲ့ခါမှာကျုပ်ဖယားခင်ကျုပ်ခြေချူးပေးပလိုက်တာနာကျင်အောင်လုပ်တဲ့ခါမှာကျတော့ပြန်ထဲလာတယ်အနာမှာနေလာဖို့ဖယားကကျုပ်ချစ်တဲ့ခါမှာအမြဲတမ်းတွေးတာကြာလာလေဖယားကကျုပ်ရဲ့အနာမှာစိတ်စေချင်တာအဲ့ဒီခါမှာဖယားကသူ့အနာမှာနေအောင်အဝေးမတွားတတ်အောင်ခြေတော့ချိုးပေးတဲ့ခြင်းတွေရှိတယ်ကျွန်တော်တို့ရဲ့တက်တာထဲမှာလေဖယားခင်ကကျွန်တော်တို့ကိုဆုံးမတဲ့ຢာတွေလည်းတခါတခါရှိနေတတ်တယ်ဆိုတဲ့ຢာကိုတွေ့ရတယ်အဲ့ဒါကိုဟေပြဲခန်းကြီး20ပိုင်းရဲ့6မှာဟေပြဲခန်းကြီး7ပိုင်းရဲ့6မှာဆိုထာဝရဘုရားသည်ချစ်တော်မူသောသားကိုဆုံးမတတ်၏လက်ခံတော်မူသည်များသောသားတို့ကိုတန်ခတ်တော်မူတတ်၏ဟုတ်တငယ်တို့ကိုဆိုကြတို့ဒီတို့ပြောဆိုတော့ဩဝါဒကိုမေ့လျော့ကြတယ်လို့တဲ့ဟေပြဲ7ပိုင်းရဲ့6ဘုရားကဒီချစ်တော်မူသောသားကိုဆုံးမတယ်ကျုံမလင်မာတဲ့ကမှာဘုရားကပါလေတိုးတွေကအဝဲကိုမပြေးနိုင်အောင်သူ့နာမနေအောင်သူ့ရဲ့ပြူစုချင်းကောင်ချစ်တော်နာတဲ့ခါမှာလေအဲ့ဒီတိုးတင်းကိုပဲအားကိုတိုးတင်းရဲ့မျက်နှာကိုပဲကြည့်ပြီးတော့ငါ့ကိုပြူစုပေးဆိုတဲ့တဘောအနေနဲ့နေတာအခုကျွန်တော်တို့လည်းလေအရာညောင်းတဲ့ခါမှာမင်းမကယောက်ျားတို့ငါ့ကိုဟိပေးလာပေးတယ်အဲ့လိုမျိုးဖြစ်လာဖို့ခံချင်တဲ့စိတ်ရှိလာဖယားကအနစ်ခံလာချင်အောင်ပြူစုခံလာချင်အောင်တိုးဒီသူအနာမနေအောင်မလိမ်မာတဲ့တိုးတွေကိုချိုးပေးပြီးတော့မှအဲ့ဒါအနာကိုပြန်လုပ်ပေးတာဖြစ်တယ်အဲ့ဒီကမှတိုးကတီးတဲ့ကမှလိမ်မာသွားတယ်ဒီနေ့ကျွေးတက်တာတဲ့မှာလေဖယားတခင်ကကျတို့မတွားပြတဲ့လမ်းနေတွားတယ်ဆိုဆင်းရဲဒုက္ခကိုပေးချင်တာပြင်ဖယားရှင်ဖက်မှာပြန်လှည့်လာအောင်ဖယားကျတို့ကိုပြန်ခေါ်တတ်တယ်ဆိုတဲ့ຢာကိုတီးတယ်မှာတင်ခန်းစာယူဖို့ဖြစ်ပါတယ်
တရားလမ်းတို့တွေးဆောင်တယ်မှန်တော်လမ်းဖြောင့်မတ်တော်လမ်းကိုဘုရားကအမြဲတမ်းပူတယ်ကျိုးအမြဲတမ်းတွားခြင်းနဲ့ကျိုးတွားခြင်းနဲ့လမ်းမှာမပုတ်ဘုရားကတွားအပ်တော်လမ်းမှာပူတယ်ကျိုးရွာဒီမှာနော်ကျိုးရွာဒီမှာနနောက်ဒီကျွန်တော်တို့ကခေါ်တယ်နော်နနောက်ဒီမင်းတပ်ကိုခေါ်တာနနောက်ဒီခေါ်တယ်ကျွန်တော်တိရစ္ဆာန်နဲ့တော်တော်ကိုရင်းနှီးတဲ့လူဖြစ်တယ်ကျွန်တော်တိရစ္ဆာန်နဲ့ရင်းနှီးတယ်အရင်နေဆုံးကခွေးနဲ့ရင်းနှီးဆုံးမဲ့ကျွန်တော်ကခွေးတွေနဲ့ရင်းနှီးဆုံးအဲ့ဒါကျွန်တော်အခုခွေးရအီသွားပြီကျွန်တော်မချစ်တော့ခွေးလေရွာမှာဆိုရင်ကျွန်တော်မျိုးတွေကကလေးတွေများတယ်ကျွန်တော်ကကလေးကိုပိုးတဲ့အလုပ်ကျွန်တော်ကလုပ်တာအဲ့ဒါမျိုးကျွန်တော်ကနည်းနည်းအဲ့ဒီဘက်မှာသူများခန့်တာများတယ်ကျွန်တော်မျိုးတွေကကျွန်တော်တဲ့ငယ်တဲ့လူတွေများတဲ့ကလေးပွက်နော်ရတယ်ဆိုကလေးတွေပိုးတာကျွန်တော်လေတကောင်ပြီးတကောင်ပိုးတာတယောက်ပြီးတယောက်အများကြီးပိုးတာပိုးတယ်နေအောင်လည်းပိုးတယ်နည်းနည်းမလင်မာတဲ့လူကိုပါချတယ်ကျွန်တော်အဲ့လိုမျိုးလုပ်တာအဲ့ဒါသမင်းတော်မှကျွန်တော်နိုင်မရှိတဲ့ကမှာအိမ်နေမင်းကြီးဒီကောင်းကြီးအလေတဲမှာနေသမင်းစားရမယ်ဆိုတာကိုတည်တယ်နိုင်မရှိအဲ့အလေရှိတာမရှိဘူးလားမတ်တရတယ်ကိုယ့်ရဲ့အကြီးကိုနည်းနည်းပူပြီးကိုယ့်ရဲ့အကြီးကိုအဲ့လိုမျိုးလုံလေးဖြစ်ပြီးဆိုတာသမင်းစားချင်းတန်ပြီလို့ကိုအဲ့လိုမျိုးခံမစားတာဆိုတော့သူတို့မိဘတွေကကလေးတွေလာပေးတဲ့ကမှာသူ့အတွက်ကနည်းနည်းဟင်းကောင်းတဲ့အကိုနည်းနည်းဖြတ်ပေးတယ်ဒီဖြတ်ရလို့မျိုးရတယ်နော်ပူဖေးစားရတယ်လို့ဖြစ်နေကျွန်တော်အဲ့လိုမျိုးလုပ်တယ်ကျွန်တော်လေအဲ့လိုမျိုးကလေးကျွန်တော်ခွေးနဲ့သူကအဲ့လိုမျိုးလုပ်တာခွေးကိုသူကပေးတာခွေးပေးတဲ့မှာခွေးကနားထောင်တော့စကားလေးမိသားစုမှာ9ယောက်ရှိတဲ့ခွေးကိုခေါ်တယ်ပဲမရှိမှမလို့ခြုံပုတ်ထဲမှာကစားရလည်းဖြစ်နေခွေးကိုအတန်ကိုခေါ်ရနဲ့လာတယ်တိုးကလည်းတိုးတခင်ရဲ့တန်ကိုတီးတယ်နော်အဲ့လိုက်တတ်တာဖြစ်ဆိုနာမဆိုလိမ့်မဆိုအကယ်၍တင်းနဲ့ရိတ်ဆွမ်းမို့တော့ချက်တဲ့တို့ရှောက်သွားရတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအဲ့တော့အကယ်၍တင်းနဲ့ရိတ်ဆွမ်းမို့တော့ချက်တဲ့တို့ရှောက်သွားရတော့လေဘေးအန္တရာယ်ကိုမကြောက်ပါအဲ့ဒီချက်တဲ့တို့ဆိုရရာကဣဒီလလူမျိုးတွေတာဝိတို့ရဲ့ဣဒီလလူရဲ့တမိုင်းမှာဘယ်လိုမျိုးချက်ဝင်လဲဆိုရင်ဣဒီလလူမျိုးတွေအဲ့ဒီတို့ပြမှာဂျွန်ခံတဲ့ကမှာတွားနေတဲ့ကမှာပီလယ်နီကဖြတ်ဖို့ရှိတယ်အဲ့ဒီပီလယ်မှာဖယားရဲ့စန္ဒာဖယားကမောရှေကိုပြောပြီးတော့ပြောတဲ့ကမှာဗာလေစန္ဒာကိုမြောက်ခိုင်းတယ်မှာပီလယ်နဲ့ချမ်းကွိုက်သွားတဲ့ကမှာအဲ့ဒီပီလယ်လေမှာရှောက်သွားတဲ့အရာမျိုးဟာcheck one ဆိုတဲ့ဒီအတွေ့အကြုံကိုပြောတာဖြစ်တယ်အဲ့ဒီလိုမျိုးအင်မတန်မှအန်ဒယ်လာပြီးတော့အရန်လူကအများကြီးတင်းနဲ့ချီတဲ့လူတွေရှောက်သွားတဲ့ကမှာအဲ့ဒီပီလယ်ကြီးဟာဒီလိုမျိုးတော့ပြန်လာတီးလို့တေးပါအဲ့ဒီလိုမျိုးချက်ထဲတော့ရှောက်သွားတဲ့ကမှလည်းဖယားတကယ်အတူပါရှိတယ်လို့ပြောတာဖြစ်တယ်တေမင်းရဲ့ဆိုတဲ့အဲ့လိုမျိုးတေချင်အန်တဲ့တာဝိကလည်းဘယ်လိုလဲဆိုလိုအန်ဒရီညာဆိုချဝန်ဆိုလိုတူကိုတတ်ခါနီနီအတူနာမနေတဲ့ရန်သူရတတော်လုံးစင်ချင်းခါရတဲ့အရာမျိုးမှာဖယားတကယ်အဲ့လိုမျိုးရောက်သွားတော့လေဘေးအန္တရာယ်မကြောက်ပါဘာမှမကြောက်ရဘူးဘာဖြစ်လို့မကြောက်တာလဲကိုရော်ဒီအကျွန်ုံနဲ့အတူရှိတော်မူသည်ဖြစ်၍အဲ့ဒီယာဝေဆိုတဲ့သူ့ကိုကူညီနေတဲ့သူမာဇာတော့သူ့ကိုထင်းတင်းတဲ့ဖယားဖြစ်ကြောင်းသူယုံကြည်စိတ်ချတယ်ဒီနေ့ကျွန်တော်ရဲ့တက်တာမှာယောဖယားကိုယုံကြည်စိတ်ချတာကျွန်တော်ကိုထင်းတင်းတော့ဖယားဖြစ်တယ်ကျွန်တော်ကူညီတော့ဖယားဖြစ်ကျွန်တော်ကိုမာဇာနိုင်တော့ဖယားဖြစ်တယ်လို့စိတ်ချပါသလားကျွန်တော်ကျမ်းစာမှာပဲတွေ့တာမဟုတ်ဘူးနှလုံးသားတဲ့အဲ့ဒီလိုမျိုးယုံကြည်ခြင်းဝန်ခံခြင်းကျွန်တော်ရဲ့တက်တာစိတ်နှလုံးမကြွေမဲ့ယုံကြည်ခြင်းရှိပလားအဲ့လိုမျိုးဒုက္ခကြောင့်ရှင်းလေသူဟာမကြောက်တဲ့အကြောင်းရင်းကပါလေဖယားခင်ကငါနဲ့အတူရှိတယ်လို့သူဒီပြောတော့ကြောက်ဖြစ်တယ်အဲ့လိုမျိုးချိန်သွားတဲ့ချိန်တဲမှာရှောက်သွားတော့သူဟာငြိမ်သက်ခြင်းရှိတယ်အဲ့ဒါကြောင့်ယောဟန်ခန်းကြီး14နဲ့19မှာယောဟန်ခန်းကြီး14နဲ့19မှာငြိမ်သက်ခြင်းကိုတင်တော်အားငါထားခဲ့ငါငြိမ်သက်ခြင်းကိုတင်တော်အားငါပေးလောကီသားတို့ပေးတဲ့ကဲ့သို့ငါပေးဒီမို့တင်တို့စိတ်နှလုံးပူပန်ခြင်းစိုးရင်တုန်လှုပ်ခြင်းမရှိစေနဲ့လို့ပြောတယ်နော်အဲ့ဒီဒုက္ခလေဖဲမှာတဲ့ကိုတော်ရှိတယ်ဆိုတော့ယုံကြည်စိတ်ချတဲ့ကမှာဘုရားခင်ပြင်ဆင်ပေးမယ်ကူညီနိုင်တော့ဘုရားဖြစ်တယ်လို့သူစိတ်ချတဲ့ကမှာဘေးအန္တရာယ်ကိုမကြောက်ဘူးတဲ့အကြောင်းမူကကိုတော်ကကျွန်တော်သူရှိတော်မူဖြစ်ရှိတော်မူဖြစ်ဆန္ဒန်တော်နဲ့တော်ဝဲတော်တွေအကျွန်ုပ်ကိုချမ်းသာစေပါ၏လို့ပြောတယ်နော်ဒီနေရာမှာယောမဩဝါဒစာအခန်းကြီး7အပိုင်းငယ်31ကိုကျွန်တော်ဖတ်ချင်တယ်
ယောမဩဝါဒစာအခန်းကြီး8အပိုင်းငယ်31ကိုဖယားသခင်ရဲ့အတူပါစီကြောင်းသူ့ရဲ့ဂတိတော်ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ယောမအခန်းကြီး8အပိုင်းငယ်31နော်ယောမ8:31မှာယောမ8:31မှာတို့ဖြစ်၍ဤအရာများသောအပေတို့ပြောကြရှိသည်။ဖယားသခင်သည်ငါတို့ဖက်၌ရှိတော်မူလေအပေတို့သည်ငါတို့တစ်ဖက်၌နေနိုင်မည်နီ။ဖယားသခင်တီယာဝေဆိုတဲ့အရာအလုံးကိုတတ်နိုင်တော့ဖယားငါတို့ဖက်မှာရှိမှာတော့ဂျန်တဲ့ဖက်မှာဘယ်သူရပ်တည်လို့ရမလဲဘယ်သူကငါတို့တွန်းလာလို့ရမလဲအရာအလုံးကိုပိုင်တတ်အောင်ဆိုပဲအခြေအနေကိုပြောင်းလဲပြတော်ဖယားသခင်စာတန်ဘီလငရဲချနိုင်တော့ဖယားခင်အဲ့ဒီကငါတို့ဘက်မှာရှိနေမှာတော့အခြားဘက်မှာဘယ်သူကငါတို့ရံဖက်ပြုလို့ရမလဲနော်အဲ့လိုပြောတာဖြစ်တယ်ဆိုတော့ကြောက်တော့ဒီမှာစံတန်တော်နဲ့တော်ဝေးတော်တွေအကျွန်ုပ်ကိုချမ်းသာစေပါ၏လို့ပြောတယ်စံတန်တော်ဒီဖယားရဲ့အာနာတော်ကိုပုံဆောင်တာဖြစ်တယ်စံတန်တော်ကဖယားရဲ့အာနာတော်သူ့ရဲ့အုပ်စိုးမှုသူ့ရဲ့စိုးစံမှုကိုဖော်ပြတယ်စံတန်တော်ကနော်ဘယ်သူကစံတန်တုံးဘူးလဲမောရှေကပါလေသူကိုစံတန်ရိုက်တဲ့ကမှာတွေးဖြစ်တာနော်အဲ့လိုမျိုးစံတန်အဖြစ်တရားစီရင်ခြင်းလို့ပြောအဲ့တော့ကျွန်တော်ဖယားခင်ကကျွန်တော်တာဝရဲ့ယန္တုဖြစ်တဲ့ကျွန်တော်ရဲ့ယန္တုစာတန်ကိုလေအာနာတော်အဖြစ်အုပ်စိုးမှုမှာပဲဖြစ်တယ်ဒါကြောင့်စံတန်တော်ဒီဖယားခင်ရဲ့အုပ်စိုးမှုအာနာကိုစားပြုတာဖြစ်တယ်ယုံကြည်သူတို့ပေးအန္တရာယ်ကိုစီရင်ပေးရနိုင်တဲ့ဖယားဖြစ်ကြောင်းကိုပုံဆောင်တဲ့အနေနဲ့စံတန်တော်ဝေးတော်ဆိုတာပါလေစံတန်တော်ဒီစာတန်ကျွန်တော်တိုးဖြစ်တဲ့ယုံကြည်သူစံတန်တော်ဟာစာတန်တော်ကျွန်တော်ရဲ့ယန္တုအတွက်တက်ခိုင်းတဲ့ကမှာတိုးတကောင်တိုးထင်းကယန္တုတွေကိုလာတဲ့ကမှာပြန်ပြီးတော့မှရိုက်ဖို့စံတန်ကိုတုံးပြရတယ်။ဝကွန်ကလာကိုင်တဲ့ကမှာနော်တဆုံတစ်ခုကခြေသေးလာဆွဲတဲ့ကမှာအဲ့စံတန်တော်နဲ့တိုးထင်းတွေကရိုက်ရတာ။ဒါမဲ့တောင်ဝေးဆိုတဲ့တစ်ခုတူကြံသေးတယ်။လန်ဒန်ကယန္တုကိုတက်ခိုင်းတဲ့ကမှာတုံးပြတယ်။ဒါမဲ့တောင်ဝေးကတိုးရတဲ့တုံးတယ်။ပါတော့လေတိုးကဟိုမှာတွင်းထဲကြားတယ်ဆိုအဲ့တူကီလိုမျိုးအကောက်ကလေးရှိတဲ့ခေါက်ထီလိုပေါ့အဲ့ဒါလည်းနဲ့ပြန်ဆွဲပြီးသူ့ကိုမားစားတယ်မလိမ်မာတဲ့လူကိုနည်းနည်းရိုက်တဲ့ထဲမှာပါတယ်အဲ့လိုမျိုးရိုက်ဖို့ဒုံးတာဖြစ်တယ်တတိအဖြစ်ဆုံးမဘူးပေါ့ကိုယ်ကဘူးလမ်းမမောင်းလမ်းပြပေးဖို့ဖြစ်တယ်အဲ့လိုမျိုးလမ်းပြဖို့ရသူကတောင်ဝေးတော်ကိုအတုံးပြရတယ်ဒါကြောင့်ယုံကြည်သူအဲ့တောင်ဝေးတော်ယုံကြည်သူများတော့ဖယားတကယ်လမ်းညော်မှုကာကွယ်ဖို့ဆုံးမခြင်းဖယားရဲ့ထောက်ပခြင်းနဲ့ဖယားရဲ့ခြေဆုတော်ကိုပုံဆောင်တာဖြစ်တယ်။တာဝိကလည်းတစ်ချိန်တုန်းကနော်သူလည်းတိုးထင်းကောင်းဖြစ်ခဲ့ဘူးတယ်။တခင်ယေရှုကလည်းတိုးထင်းကောင်းဖြစ်တယ်လို့သူချိုးတိုးထင်းကောင်းဖြစ်ခြင်းကိုစာလံတမယာဆိုရင်ပရမဆောင်ခန်းကြီးတက်မှာဆိုရင်တော့ဒီလိုတွေ့ရတယ်တမယာဆိုရင်16ထဲမှာ16ထဲမှာတမယာဆိုရင်ပရမဆောင်ခန်းကြီး16မှာတာဝိနဲ့ကိုလက်ရဲ့နော်စစ်တိုက်တဲ့ခါမှာတွေ့ရတဲ့အဖြစ်ပြက်လေးဖြစ်တယ်အဲ့ဒါကလည်းဘာလဲဆိုရင်ယန္တုကလာတဲ့ခါကျရင်တာဝိကဘာလုပ်လဲဆိုရင်တာဝိက तू ကာကွယ်ပေးတာယန္တုသူ့ရဲ့တိုးတွေကို तू ကာကွယ်ပေးတယ်တာဝိကသူကိုယ်တိုင်ဒီတိုးထင်းကြည့်တဲ့အခါမှာသူ့ကိုထင်းပေးတဲ့ဖယားရဲ့စိတ်တတ်နဲ့သူ့ရဲ့စိတ်တတ်နဲ့ဟိုနိုင်ရှင်တဲ့အခါမှာအားကိုသူကတမယာဆိုရင်ပထမဆုံးအခန်းကြီး16ပိုင်းငယ်34ထဲမှာသူပါပြောလဲသူတာဝိကကိုတော်ဂျွန်ဒီအပိုင်တိုးတို့ကိုထင်းချောင်းစီနဲ့ရှင်တင်းနဲ့ဝန်ဒီလာရွတိုးတငယ်ကိုတိုးစုသေးကတိုက်ချပါ၏ကျွန်တော်လက်ရွတတ်တဲ့ဖြစ်တိုးတငယ်ကိုသူ့ပါစာထဲကနှုတ်ပါ၏ဝန်ဒီအကျွန်ုပ်ကိုပြန်ရွတိုက်တော့အခါဝန်ဤမုတ်စစ်ကိုကန်၍ရိုက်တတ်ပါ၏လို့ပြောတယ်နော်ဆိုတော့တာဝိကတိတိလေးပဲဒါမဲ့သူတိုးရီမိုင်သူတိုးရီဝါဆွဲခံပြီးဆိုရင်
วันกูเลยตูกะคงไม่ละลูกเด้อเนาะเชียนเต้กูเลยตัวกองลาซาได้กามาปาลูกเลยกองลาซาตูโตก็เลยกูซอยไปได้กามาเชียนเต้กูตัวแบบตัวลูกดาเป็นเล่าแน่เด้ตัดตีเบนออิมตามาจีเลยเด้ตัดตีเบตริสังกูตาวุติเตเลกันเนาะเราจะตูกะนี่ก็โคเลจีที่เราจีเลยโคเลจีวันนี้แต่งมาหมดบุลูตัวนี้กูเลยนักเรียนสันเดียวเปียวลูกสิကျွန်တော်มาเตติရှိတယ်တဲ့ကျွန်တော်တိုးထင်းတဲ့ကမှာတိုးထင်းဆိုတာဒီမသေးနဲ့ငါတိုးထင်းတော့ကချင်းတဲ့ကလည်းကျွန်တော်တိုးလာဆွဲလို့ကျွန်တော်လှုပ်ချပြီးပြီဝန်ဒီကလည်းကျွန်တော်တိုးကိုလာဆွဲတဲ့ကမှာဝန်ခွဲလို့ရပ်တပ်လိုက်တာပဲလို့တိုးထင်းကောင်းရဲ့အရာတွေအန်တရကိုကာကွယ်ပေးခြင်းဖြစ်တယ်ကျွန်တော်တို့ရဲ့ခရစ်တော်ဖြစ်တဲ့ကျွန်တော်ရဲ့တိုးထင်းကြီးဖြစ်တဲ့ခရစ်တော်ကလည်းခုနဒီလိုပြောပါတယ်နော်ငါရဲ့တိုးတွေကိုပတူကငါရဲ့လက်ကနေလှုပ်ယူလို့မရဘူးလို့သူပြောတယ်နော်ငါဒီကောင်းတို့တိုးထင်းလက်ဖြစ်ကောင်းတို့တိုးထင်းဒီတိုးတို့ဖို့လို့ကမိနဲ့အသက်ကိုစွန့်တယ်တာဝိရဲ့တက်တာထဲမှာလည်းကြည်တိုးရီတော့သူ့ရဲ့တိုးရီအဆွဲမခံရအောင်သူ့ရဲ့အသက်ကိုမနှမျောပဲနဲ့ရန်သူဖြစ်တဲ့တရစ္ဆာန်တွေကိုတားလိုက်တယ်အဲ့ဒီလိုပဲသခင်ယေရှုဟာလည်းကျွန်တော်တို့ယုံကြည်တဲ့သူတွေကိုးစားတဲ့သူတွေထာဝရဘုရားရဲ့ငါ့တိုးတင်ဖြစ်တဲ့သူတွေရဲ့အသက်တာတဲ့အဲ့ဒီလိုမျိုးကာကွယ်ဘယ်လုံးမအဆုံးမခံနိုင်ဘူးဆိုရဟေရှရှိမှာထာဝရအသက်ကိုလည်းငါပေးထာဝရအသက်လုံးဝအကန့်အသတ်ရှိတဲ့တက်မဟုတ်ဘူးထိုတိုးတွေပျက်စီးခြင်းနဲ့အစီမပြတ်กินလို့ရလိမ့်မယ်ဒီတိုးရလုံးဝပျက်စီးခြင်းကိုမရောက်ရဘူးအပေသူများထိုတိုးတို့ငါလည်းမနှုတ်မယူရတာဝိရဲ့လက်ထဲမှာရောက်သွားတဲ့တိုးတွေကလည်းပေအကောင်ကဆွဲလို့မရတယ်လို့ဖခင်ရဲ့လက်တော်ထဲမှာရောက်သွားတဲ့ကျွန်တော်တို့ယုံကြည်လို့လည်းအသက်အန္တရာယ်လုံခြုံမှုရှိတယ်ဆိုတဲ့အရာကိုကျွန်တော်တွေ့ရတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့အသက်ဒီမှာဆွဆိုတောင်ဝဲကကျွန်တော်ကိုချမ်းသာစေပါသည်တဲ့တောင်ဝဲကကျွန်တော်ကိုလမ်းပြခြင်းမဆာခြင်းခံစားရတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်ပြီးတော့နံပါတ်5မှာဆိုရင်ကျွန်တော်ရန်သူတို့စိတ်မှာကျွန်တော်စပွဲကိုခင်းတော်မူ၏ကျွန်တော်ကောင်းကိုစီနဲ့လိမ့်တော်မူ၏လို့ရန်သူစိတ်မှာစပွဲခင်းပေးတယ်ရန်သူစိတ်မှာစပွဲခင်းတယ်စပွဲခင်းတယ်ဆိုဖယားကြီးရန်သူတွေလာတယ်ဆိုမှ तू မကြောက်ရွံ့ဘူးပေါ့ရန်သူတွေစိတ်မှာသမင်းစားပြီးဆေးဘာမှကိုခယူမဆိုင်တဲ့ကိစ္စမျိုးအဲ့ဒါရန်သူတွေကိုစစ်တိုးစီမှာပေါ့မရန်သူတွေကိုလာတတ်မယ်ဆိုလာတဲ့လူသမင်းစားပြီးတော့မှနော်လေးပါလေးတောက်ပြီးကျွန်တော်စကားနဲ့ဆိုတော့ upsell တယ်လို့ခေါ်တာကျွန်တော် upsell တယ်ဆိုတာမာနကြီးတဲ့ပုံစံပေါ့နော်ကျွန်တော်အဲ့လိုမျိုးဘာမှလုံခြုံနဲ့ပဲတူမခယူမဆိုင်ပဲနဲ့ငါဆိုတဲ့ပုံစံနဲ့နေတဲ့ပုံစံမျိုးအဲ့ဒီလိုမျိုးကိုရန်သူရှိမှစပွဲခင်းတယ်သူ့ကိုတက်ခတ်တာဝိကိုတက်ခိုင်းမဲ့သူတွေရှိခဲ့တော့မှဖယားကြီးစားပွဲပဲစေစားပြီးတော့မှသူကဘာမှခယူမဆိုင်ပဲနဲ့အပူပီနဲ့မရှိတဲ့အသက်တာမျိုးတရားပြီးချီးမြှောက်တဲ့ဟာမျိုးကွန်ပျူချင်းကာကွယ်ခြင်းကိုပုံဆောင်တာဖြစ်တယ်ဖယားကြီးကာကွယ်ခြင်းကွန်ပျူချင်းဖယားကြီးချီးမြှောက်ခြင်းအတိမပြုခြင်းသူ့ရဲ့အတိမယတ္တိပေးခြင်းကိုပြောတာဖြစ်တယ်ယုံကြည်သူများရဲ့ဘဝရဲ့ခက်ခဲတွေ့ကြုံနေရတဲ့အခါမှာဖယားကြီးကိုအားကိုးတဲ့လူတွေတွေ့ဒုက္ခလည်းမငြိမ်သက်ခြင်းရှိတယ်ဖယားကြီးလှုပ်ဆောင်ပေးပြီးနေဖယားကြီးကာကွယ်နေဆိုတဲ့အရာကိုနှလုံးသားစိတ်ချတဲ့အခါမှာစိုးရင်ပူပန်စရာမရှိတော့ဘဲနဲ့ဖယားကြီးမှငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းခံစားရစေတယ်လို့ကျွန်တော်နားလည်ဖို့ဖြစ်တယ်ကောင်းကိုစီနဲ့လိမ့်တယ်ဆိုတဲ့အရာကိုတွေ့ရတယ်ကောင်းကိုစီနဲ့လိမ့်တယ်ဆိုတော့ကောင်းကိုတန်ဆင်းပေးခြင်းသူ့ကိုတီးမှပူခြင်းဖယားကြီးရဲ့ခြေဆုတော်ဖြစ်တယ်ဖယားကြီးကောင်းခြင်းနဲ့တန်ဆင်းခြင်းရွေးကောက်ခြင်းတတိယအဖြစ်ဖယားကြီးပိဋိပေးခြင်းနှစ်ကောရိန္သုအခန်းကြီး1ပိုင်းငယ်27မှာနှစ်ကောခန်းကြီး1ပိုင်းငယ်27မှာတင်တို့နဲ့ငါတို့ကိုခရစ်တော်၌ပိဋိပေးတော်သူကဖယားကြီးဖြစ်တယ်လို့ပြောတယ်နော်ကျွန်တော်တင်တို့နဲ့ငါတို့ခရစ်တော်၌တည်စေပြီးတော့မှပိဋိပေးတဲ့သူကဖယားကြီးဖြစ်တယ်လို့ပြောတယ်အဲ့လိုပဲကောင်းစီလင်းတယ်ဆိုတဲ့အရာကတော့ဖယားကြီးကောင်းချီးပေးခြင်းတန်ဆင်းပေးခြင်းရွေးနှုတ်ခြင်းဖြစ်တယ်ဖယားကြီးရွေးကောက်ခြင်းခံထားခြင်းကိုတင်စားတာဖြစ်တယ်ပြီးတော့မှအပိုင်းငယ်6မှာဆိုကျွန်ုပ်ခေါပလာသည်ရှာလက်ရှိပါ၏
ဂျေဇုတော်ခေါ်ပလားဖရာတခင်ဂျေဒါကြောင့်ဂျေဇုတော်လို့ပြောတဲ့ခါမှာဂျေဇုတော်ဆိုမထိုက်တန်ပဲနဲ့ခံစားရတာတနည်းအားဖြင့်ကျွန်တော်တို့ရဲ့အလုပ်ပါတစ်ခုမှမရှိပဲနဲ့ခံစားရတာကိုဂျေဇုတော်လို့ခေါ်ပါတယ်ကယုဏတော်ကလည်းကယုဏတော်ကတစ်မျိုးကယုဏတော်ဒီဖရာတခင်ရဲ့နေ့ရက်စဉ်တိုင်းမှာမချမ်းမာနေတဲ့လူတယောက်ကိုတွေ့တဲ့အခါမှာဥမာကျွန်တော်အနေနဲ့အနည်းဆုံးပြောတော့ကျွန်တော်သားသမီးတယောက်ရောမချမ်းမာတဲ့အခါမှာသူ့ကိုကြည့်ပြီးနှလုံးသားထဲကနေခံစားတာမိဘနေနဲ့ဒီသားလေးကိုနေရာဝင်ပေးလှဲပေးလိုက်ချင်တာသူခံစားတော့မမြင်ရဘူးဆိုတဲ့ကယုဏကအဲ့လိုမျိုးဂျေဇုတော်ဆိုဖရာတကယ်ခွန်လို့ချင်းဘာမှလှုပ်ဆောင်စရာမလိုဘဖရာတကယ်ပြီးကချင်းဖရာတကယ်ရဲ့ဖြောင်းမတယ်လို့ကြေညာပေးချင်းကယုဏတော်ဆိုဖရာတကယ်ကျတော့ဒုက္ခခံရတဲ့ပုံမှာတနာချင်းကယုဏတော်အပြဖရာတကယ်မဆာချင်းနှလုံးသားထဲကခံစားပေးချင်းအဲ့ဒါဒီကယုဏတော်ဖြစ်တယ်ဖရာရဲ့နှလုံးသားတာသမီတွေဖရာကတာသမီတွေကိုကြည်တဲ့ကမှာအဲ့ဒီလိုမျိုးကယုဏတော်အားဖြင့်အမြဲတမ်းကြည်နေတာဖြစ်တယ်ကျွန်တော်ကတခါကလေးတွေအိပ်ပျော်တဲ့ခါကျရင်နော်ကလေးတွေအိပ်ပျော်တဲ့ခါအဲ့ဒါကျွန်တော်ကလေးတွေကိုတော်တော်ချစ်တယ်အဲ့ကလေးဘယ်သူကလေးတွေကျွန်တော်ချစ်တာအဲ့ဒါကျွန်တော်စဉ်းစားနေငယ်တော့ကလေးပိုးလို့ကလေးတွေကိုချစ်တာထင်တယ်ကျွန်တော်ကလေးတွေနဲ့ရင်းနေတယ်အဲ့ဒါတော့ကလေးတွေကဒီမှာတင်းတော့ပဲအဲ့ကလေးတွေတွေးလို့ရှိနေကျွန်တော်ကလီတာမေခွန်မေတာဘယ်လိုဖြစ်ချင်းလဲဒါလေးမီးကလေးကိုကျွန်တော်အရန်ချစ်တာကျွန်တော်ထင်တယ်ဒီမှာလေသူတို့ကိုကလေးကိုတာသမီးတွေကိုအများချစ်တဲ့မျက်နှာတော့တိတ်မပေါ်ဒါပေမဲ့ကျွန်တော်ဒီမှာရှိတဲ့သူတာသမီးတွေရဲ့ဒီမှာကလေးတွေကိုအရန်ချစ်တာလေကျွန်တော်အဲ့လိုမျိုးစိတ်ဓာတ်အဲ့ကျွန်တော်စဉ်းစားတယ်ဘာဖြစ်လဲအဲ့လိုမျိုးချစ်တာလဲကျွန်တော်ချစ်ဆုံးဖြစ်မလားတော့မသိဘူးတော့ကာတာကွက်ကိုမြည်တာဆိုတော့အဲ့လိုကြည့်တဲ့အခါမှာကျွန်တော်ကလေးတွေကိုငယ်တော့ကဘိုးတာများလို့ချစ်တယ်လားဗောလေဒါတော့ကျွန်တော်စဉ်းစားတယ်အဲ့လိုမျိုးကယုဏတော်ဆိုဖယားသခင်ကကျွန်တော်တို့ရဲ့ခံစားချက်တာဝိခံစားရအောင်မြည်ပြီးကူညီနိုင်တဲ့အရာမျိုးကူညီရတဲ့အရာမျိုးခံစားပေးတဲ့အရာမျိုးဟာကယုဏတော်လို့ပြောတယ်အကယ်စင်ကျွန်တော်ခွတ်ဖလားဒီရှန်လက်ရှိပါ၏ဆိုအဲ့ကျေးဇူးတော်ခွတ်ဖလားဆိုဖယားတကယ်ကျေးဇူးတော်ရှန်တယ်လို့ပြောတာတကယ်တော့ကျေးဇူးတော်ဆိုတာကကျွန်တော်ထင်တာเนาะအခုကျွန်တော်ကျွန်တော်ကျေးဇူးခံစားရတဲ့ကာတုံစီအိမ်တုံလုံးပါညာကျေးဇူးတော်ဆိုတာကအမောက်အပေါ်မှာမမူတည်ဘူးတင်းရနားလည်မှုအပေါ်မှာမူတည်တာဖြစ်တယ်တင်းပဲလို့ပဲဟိုးတိုက်တိကြီးစီပြီးတော့တင်းအဲ့ကျေးဇူးတော်လို့နားလည်ချင်မှနားလည်ဒါပေမဲ့ဘာမှမခံစားဘာမှမပိုင်ပြီမဲ့ခရစ်တော်ရှိတဲ့အခါမှာမြင်ဝချင်းရှိတယ်ကျေးဇူးတော်ဆိုတာကနံပါတ်1ဘုရားရဲ့ယုံကြည်ခြင်းကိုနားလည်တဲ့အခါမှာလောကီတာပေဥစ္စာမပိုင်ဆိုင်တဲ့လူတွေမှာမရှိနေတဲ့ငြိမ်သက်ခြင်းရှိတာအဲ့ဒါကကျေးဇူးတော်ခံစားရတယ်ဆိုတဲ့ຢာကချီးမွမ်းစရာရှိတယ်ဆိုတာကကျိုးရဲ့ပိုင်ဆိုင်မှုပေါ်မှာတန်ဖိုးဖြတ်တာမဟုတ်ဘူးကျိုးရဲ့နားလည်မှုအပေါ်မှာတန်ဖိုးဖြတ်ရတာနော်ဒါကျေးဇူးတော်ဖြစ်တယ်အဲ့ဒီကျေးဇူးရှန်လက်ရှိပါ၏လို့ပြောတာဝိကတော့ဘုရားကိုကြောက်ရွံ့တိကျွမ်းတဲ့အခါမှာဘုရားရဲ့ကျေးဇူးတော်လုံခြုံပေးမှုသူတိတဲ့အခါမှာကျေးဇူးတော်ခွတ်ပလားရှန်လက်ရှိပါ၏လို့ပြောတယ်နော်ကျိုးရအတက်တာတယ်ဒီနေ့ဘုရားကလိုအပ်နေတဲ့ဒီနေ့ဖြည့်ဆည်းပေးပဲမနေ့လိုအပ်မနေ့ဖြန့်မနေ့ရန်တူလာမနေ့ပြန်ကာကွယ်ပေးတစ်ဖက်ကလာတစ်ဖက်ကကာကွယ်ပေးမယ်ဆိုရင်တော့တော်ပြီပေါ့ကျွန်တော်တို့ကအဲ့လိုမျိုးမတော်ချင်ကြဘူးနော်ကျွန်တော်တို့တင်းပိုင်မယ်ဟွာတင်းပိုင်မယ်အပူတခုပြီးတခုလာဖို့တောက်ဖို့ထဲဖို့တရားရင်ရပြီးတော့မကြည့်တော့ဟွာပြန်ရဖို့တရားကုန်မေ့တာအဲ့ဒါကြောင့်ရှန်ထွန်နေတာအဲ့ဒါကြောင့်တချင်းတခုရှိတယ်နော်ကျွန်တော်ကတူတပမနာလို့လောက်အောင်ရှန်ထွန်နေတယ်ဆိုပြီးတော့ရည်နဲ့တကားတဲ့မိုးပေါကြည်ပြီးတော့မှခံမိုင်နဲ့တချင်းဆိုတာကျွန်တော်တွေ့ရတယ်နော်အဲ့လိုမျိုးတူပြီးတော့မှကျွန်တော်သူ့အိမ်မှာတွားချင်စိတ်တော့ပေါ်တယ်နော်တခါလေးတွားကြီးရမှာသူ့အိမ်မှာလေကျွန်တော်တို့ကျွန်တော်တို့တကူစာတင်တဲ့ခါမှာခရိယန်ရဲ့ချမ်းသာခြင်းအကြောင်းကိုတင်တဲ့ခါမှာနော် Zoom ကလည်းတင်တော့တလေလေခင်ဗျားတို့ချမ်းသာလားကြွယ်ဝသလားလို့ကျွန်တော်တို့မေးတယ်အဲ့ဆရာကပါပြောလဲဆိုငါတို့ချမ်းသာတယ်လို့ပြောတဲ့ခါမှာအဲ့ဆရာကပါပြောလဲဆိုတော့နင်တို့အိမ်မောင်နဲ့ပြန်လာမနော်လို့ပြောဆိုကျွန်တော်တို့ဘာပြမှမသိဘူးပြင်းနေနော်နင်တို့အိမ်မှာငါမနဲ့ပြန်လာစီစင်းမယ်ငါတို့ချမ်းသာနင်တို့ရှိလားပိုက်ရှာရှိတယ်လို့ကျွန်တော်တို့ပြောကြတယ်လေဒါဆိုရင်သူကကြောင်းတက်တာသူကဆရာကြီးဆို
ကျွန်တော်ရဲ့တူရှင်မကျွန်တော်ရဲ့နော်ကျူစင်ဖီကိုတလားစာပဲပေးပေးလိုက်ပါလို့ပြောတယ်ကျွန်တော်ဘာမှပြောစရာမရှိဘူးနော်ဆိုတော့တွေ့အဲ့လိုမျိုးကျွန်တော်ပြန်အကြက်ကင်တာပေါ့ကျွန်တော်တို့ချမ်းသာတယ်ဘုရားနာမှာချမ်းသာလို့ပြောကြတာဟုတ်သူကကျွန်တော်အဲ့လိုမျိုးကြက်ပြန်မနေ့ပြန်နေတော့အိမ်မှာရှောက်လာလဲမနော်ငါလာကြည့်မယ်နော်အိမ်ဘယ်လောက်ချမ်းသာလဲငါလာကြည့်မယ်လို့သူပြောတယ်နော်ဆိုတော့အဲ့ကျွန်တော်ခေါ်ပလာရီရှာလဲရှိပါ၏တဲ့တာဝိကတူပိုင်တာပြက်တာတူပိုင်ချင်းပေါ်မှာသူကရေတော့တယ်ခရစ်တော်ပိုင်မှာတော့အရာအလုံးပိုင်ပြီဗောခရစ်တော်မရဘဲနဲ့အရာအလုံးပဲပိုင်ဘာမှအတိတ်ပဲမရှိဘူးခရစ်တော်ပိုင်ပဲဘာမှပိုင်လေလုံလောက်တယ်နော်ဒါဘဝရဲ့ဖြေပဲအကယ်စင်စစ်အကျွန်ုပ်ဒီဂျေဇုတော်နဲ့ကရုဏာတော်ကိုတစ်သက်လုံးခံစားထာဝရဘုရားအိမ်တော်မှာအစဉ်မြဲနေရမယ်တိဆာလာဆရာကဗတိဆာလာဟာအစမှကြည့်တဲ့အခါမှာဆာလံခန်းကြီးတက်မှကြည့်လိုက်ထာဝရဘုရားဒီဆိုစကလုံးနဲ့စတယ်အပိုင်ငယ်6ကိုကြည့်တဲ့အခါမှာလေထာဝရဘုရားဆိုစကလုံးနဲ့တို့ရှုံးတယ်ကျိုးရဲ့ဘဝဟာဖယားနဲ့စပြီးတော့မှဖယားနဲ့ဆုံးဖို့လိုတယ်ဒီနေ့ဘာပဲပါနေပဲစားဖယားနဲ့မစားသေးဘူးဖယားနဲ့တရားမတွေ့သေးဘူးဆိုတော့ခုထက်တည်းလူဖြစ်ရချင်းအတိတ်ပဲမရှိသေးဘူးလူဖြစ်တယ်လို့တော့ပြောလို့မရသေးဘူးဘာဖြစ်လို့လူဒီဖယားကိုရဖို့ဖယားကဖန်ဆင်းထားတာဖယားကိုမရဘဲဘယ်လောက်ပဲပိုင်လူတကယ်လူအစစ်မဖြစ်သေးဘူးဘာဖြစ်လို့လဲဖယားကလူကိုဖန်ဆင်းတယ်သူချင်းဝတ်ဖို့ဖန်ဆင်းထားတာသူမချင်းဝတ်နေတူယူကျွန်တော်တို့ဒီလူတကယ်လူမဖြစ်သေးဘူးပေမှာတွားဖို့လေငါရဲကိုတွားဖို့ဒီမှာဒီဂရီချပြီးသားအဲ့ဒါဒီဂရီချဖို့ငါရဲတွားဖို့စောင်းတာဒီမှာထောင်ထားခြင်းကိုခံရတာအဲ့ဒီရက်ကိုစောင်းရတာတကြောင်ကျိုးပြီးထာဝရဘုရားကြီးဆိုရယ်ထာဝရဘုရားနဲ့စပြီးတော့မှထာဝရဘုရားနဲ့ဆုံတတ်ပါတယ်အဲ့ဒီအပဲမှာဆုံးမလဲဆိုရင်အကယ်စတကယ်တော့ကျွန်တော်ဒီဂျေဇုတော်နဲ့ဂရုဏာတော်ကိုတက်တက်လုံးခံစားရထာဝရဘုရားရဲ့အိမ်တော်မှာအစဉ်အမြဲနေရမယ်လို့ပြောတယ်အဲ့ဒါကဘယ်မှာနေဖို့လဲကောင်းကင်မှာနေရမယ်ဟာဒီမှာအစဉ်အမြဲနဲ့ကောင်းကင်ကိုရောက်ဖို့ပြောတာကောင်းကင်မှာရောက်တဲ့ထီတော်မှာအဲ့ဒီဘုရားရဲ့အိမ်တော်မှာပဲအစဉ်အမြဲနေရမယ်လို့ပြောတယ်တတိစာရ23မှာဒီနေ့ကျွန်တော်တို့Sunday School ကလေးလေးကြားကြတယ်Sunday School ကလေးတွေလည်းရကြနာမည်ကြီးလူတိုင်းအရန်ကြိုက်တဲ့ဆာလံပဲစာတမဲအဲ့ဒီမှာကြည့်တာတာဝိရတက်တာထဲမှာဂျေဇုတက်လုံးကထောက်တစ်ဖက်အိမ်တော်မှာအစဉ်အမြဲနေရမယ်လို့ပြောတယ်နော်ဒါကြောင့်ကျွန်တော်တို့အတက်တာထဲမှာလေတရားနဲ့လောကကြီးကနေထော်တော်ပဲတင်းကျပ်ရခြားတစ်ဖက်ရောက်သွားရင်လေဖယားနဲ့အတူရှိမှာဖယားရဲ့လက်တော်ထဲမှာရောက်သွားတဲ့သူလုံးဝပျက်စီးခြင်းကိုမရောက်ရဘူးလို့ဘုရားခင်အာမခံတော်ကြောင့်တာဝိရဲ့တက်တာထဲမှာလေဒီလောကကနေထွက်သွားရင်တောင်မှဖယားတခြင်းထဲမှာလေဝမ်းမြောက်ခြင်းအပြင်နဲ့ခံစားဖို့သူကပြောတာဖြစ်တယ်အဲ့တော့ထာဝရဘုရားရဲ့အိမ်တော်မှာတက်လုံးနေရမယ်အဲ့ဒါကိုဆာလ16မှာဆာလ16ပိုင်းရဲ့7မှာဆာလ16ပိုင်းရဲ့7မှာအသက်ရှင်ခြင်းလိုင်းကိုပြညွန်တော်မူလိမ့်မည်အထံတော်၌စုံလင်တော်ဝမ်းမြောက်ခြင်းအခွင့်နဲ့လက်ရတော်နာမှာအစီမြဲမွေလော်ခြင်းအခွင့်ရှိပါ၏တဲ့အသက်ရှင်ခြင်းလိုင်းကိုပြမယ်အထံတော်၌ဘုရားရဲ့ထံတော်၌စုံလင်တော်ဝမ်းမြောက်ခြင်းကိုခံစားဖို့ဘုရားရဲ့အိမ်တော်မှာနေရမယ်လို့ပြောတာဖြစ်တယ်ပြီးတော့မှယောဟန်ခန်းကြီး14:3ထဲမှာလည်းဒီလိုပြောပါတယ်ငါဒီတွား၍တင်တို့နေစရာကိုပြင်ဆင်ပြီးမှတဖန်လာပြ၍ငါရှိရာ၌တင်တို့စစ်စစ်ချင်းငါထံသို့ငါတင်ရှိမည်လို့ပြောတယ်နော်ဆိုဘုရားခင်ရဲ့ကျွန်တော်တို့ရဲ့တက်တာထဲမှာဘုရားသခင်ဒီလောကမှာတာမကပဲနဲ့ကောင်းကင်ဒီဘုရားခင်အတူရှိပေတော့ဘုရားခင်ဖြစ်တယ်။ဒါကြောင့်အားလုံးကိုပြန်ခြုံပြီးတော့မှကြည့်မယ်ဆိုရင်ဘုရားခင်ကျွန်တော်ရဲ့လိုအပ်ချက်ဝိညာဉ်နဲ့လိုအပ်တဲ့အရာများကိုဖြည့်ဆည်းပြီးတော့ဘုရားခင်ဖြစ်တယ်။အတ္တလိုင်းကြီးကိုလိုအပ်တဲ့ခါမှာလည်းဖြည့်ဆည်းပြီးတော့မှန်တော်လမ်းကိုတွားဖို့လေဘုရားခင်တို့ဖြည့်ဆည်းပြီးတော့ဘုရားပြပြကျွေးနှလုံးသားစံသားတွေငြိမ်သက်ခြင်းတွေခံစားအောင်လေငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းတွေကိုလေပေးနေတော့ဘုရားခင်ဖြစ်တယ်ကိုယ်ခန္ဓာအတွက်လိုရတဲ့ချမ်းသာခြင်းတွေစာဝတ်နေရည်မှာအစားဘုရားခင်တွေဖြည့်ဆည်းပြီးတော့ဘုရားခင်ဖြစ်တယ်နောက်ဆုံးမှာတော့ဘုရားခင်ကြိုးရဲ့အသက်တာအတွက်ထာဝရကာလမှာလုံခြုံစိတ်ချတဲ့ကောင်းကင်ဘုံတိဘုရားခင်ကြိုးတင်းစီဖို့ဘုရားခင်အာမခံပေးတယ်ဘုရားခင်ဖြစ်ပါတယ်ဒါကြောင့်အဲ့လိုမျိုးဖြစ်ဖို့ရန်ကတော့ဟေပြ16မှာဟ
ဟေပြဲ7:6မှာဆိုယုံကြည်ခြင်းမရှိရင်ဖခင်ရဲ့စိတ်တော်နဲ့မတွေးနဲ့အကြောင်းမူကားဖခင်ထံတော်တို့ချင်းကပ်တော်သူသည်ဖခင်ရှိတော်မူသည်ကို၎င်းကိုယ်တော်ကိုရှာတော်သူဟာအကျိုးပေးတော်မူသည်ကို၎င်းယုံကြည်ရမယ်ဖခင်ရှင်မှာတွားတဲ့လူတွေဖခင်ရှိကြောင်းကိုသိရမယ်ယုံကြည်စိတ်ချရမယ်ဖခင်ကိုရှာတဲ့လူကအကျိုးပေးတယ်ဆိုတာကိုယုံကြည်စိတ်ချဖို့လိုတယ်ဒီနေ့ကျွန်တော်ရဲ့အတက်တာထဲမှာနော်ထာဝရဘုရားငါဤတိုးထင်းလို့ပြောတယ်ငါကိုထင်းကြောင်းတော့ဘုရားခင်ဖြစ်တယ်ဘုရားခင်ရှင်လုံလောက်တယ်လို့ဝန်ခံပါသလားတာတစ်ကိုရည်ကြည့်တယ်ပုဂ္ဂိုလ်ရေးစံတရားဘုရားခင်ကတာလင်ကျွန်တော်ရဲ့အတက်ခင်ဖြစ်တယ်ဘုရားခင်ကကျွန်တော်ရဲ့ကွဲကပေးနိုင်တယ်အရာအလုံးကိုဘုရားဖြည့်ဆည်းပေးနိုင်တယ်ဒါကြောင့်ဘုရားဟာငါရဲ့ဘုရားဖြစ်တယ်ငါရဲ့ကိုးကွယ်ရာဖြစ်တယ်အားကိုးရှင်ဖြစ်တယ်ငါရဲ့အရှင်ဖြစ်တယ်လို့ကျွန်တော်ယုံကြည်စိတ်ချဖို့လိုတယ်အဲ့လိုမျိုးယုံကြည်စိတ်ချတဲ့လူအတွက်ဘုရားခင်နေရစင်တိုင်းမှာဘုရားခင်ပြင်ဆင်ပေးတဲ့အရာတွေကိုကျွန်တော်တို့ကဘုရားကတိတော်တိုင်းခံစားဖို့ဖြစ်တယ်ဆိုတဲ့အရာကိုဒီနေ့တိုးဆိုတဲ့ကောင်ကဘာမှကိုယ့်ကိုတိုးဖြစ်ဖို့လို့တိုးဆိုတဲ့ကောင်ကဘာလဲကိုယ့်ကိုခုခံနိုင်စွမ်းမရှိဘူးတိုးတင်းကိုအားကိုးရတာတိုးတင်းကသူ့ကိုပြစ်ထားရင်သူ့ဘဝပျက်စီးပြီကျွန်တော်ရဲ့တက်တာထဲမှာလေခရစ်တော်မပါဘဲနဲ့အသက်တာတွေရှိရင်ကြောက်စရာဓမ္မကောင်းတယ်ဆိုတဲ့အရာကိုနားလည်ဖို့ဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ဝင်ခိုင်းနဲ့ဆုံးတတ်ပါတယ်အားလုံးပေါ်ဖခင်ကောင်းချီးပေးပါစေအာမင်